ကျွန်တော်ဒီနေ့ညတော့အစိမ်းသေးရဲမှဆိုတဲ့ပရာလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတောင်ကြီးမြို့မီးပုံးပြန်ပွဲမီးရောင်စုံတွေတိုးကျိတ်ပြင်းနေနေတဲ့လူတွေနဲ့မီးပုံးပြန်ဝင်တဝင်းကြီးလုံးမှာစီကားနေပါတယ်။ကွင်းကြီးရဲ့အလဲမီးပုံးလွှတ်တဲ့နေရာမှာတော့အိုးစီဘုံမောင်းတန်နေတဲ့အတူအလဲကျတဲ့အဖွဲကမီးချီလွတ်ဖို့ပြင်ဆင်နေကြတယ်။ကွင်းအလဲနဲ့ဝေးတဲ့ကုန်းမြင့်တစ်ခုပေါ်မှာတော့ကားတွေကိုစီတန်းပြီးရပ်ထားကြတယ်။အဲ့ဒီကားတွေဘေးမှာလည်းအခင်းကိုစီနဲ့ထိုင်ကြည့်နေတဲ့သူတွေကအပြည့်အသိခြေချစရာနေရာတော့မရှိပါဘူး။ဈေးဆိုင်တန်းတွေကလည်းနေရာအနှံ့အပြားအစီအီပါပဲ။ကားတစ်စီးရဲ့အပေါ်မှာတော့မိသားစုတစုကပျော်ရွှင်စွာတောက်စားနေကြပါတယ်။ညနေလာတော့တအားအေးလာပြီဟိဘီယာလေးဝိုင်လေးတောက်ကြရင်ကောင်းမယ်။ယောက်ျားတစ်ယောက်ရဲ့ပြောကြောင့်အသက်40ကျော်အမျိုးသမီးတွေကပြန်ပြောကြပါတယ်။ငါတို့ကတော့ဝိုင်မဲတောက်မယ်ဟိတူးကောက်ကျော်နဲ့အမီးလုံးမယ်။အားလုံးပဲဝိုင်းဖွဲ့ပြီးတော့တောက်စားကြပါတယ်။ကားရဲ့ရှီကန်ထဲမှာထိုင်နေတဲ့မနှင်းစီတစ်ယောက်အတော်ရီရဲ့ဆွဲခေါ်မှုကြောင့်အနောက်ခန်းကိုကူးလာရတယ်။အတော်ရီပေးတဲ့ဝိုင်ကွက်ကိုမော့တောက်ရင်းနဲ့ရာသီဥတုအရေးတံကိုခံနိုင်ရရှိအောင်ကြိုးစားနေရတယ်။ဟိုမှာမီးပုံးတက်တော့မယ်။ကြည့်ရတာမီးကြည့်ထင်တယ်ဟိ။ညာဦးပိုင်းကလွတ်တဲ့စိတ်နှပန်ကတိတ်လာတယ်။ဒီတလုံးကတော့နောက်ဆုံးထင်တယ်။ဘယ်နှနာရီရှိပြီလဲ။မနက်3နာရီကျော်နေပြီကွာ။ဒါပြီးရင်ပြန်ကြမယ်။အတော်နဲ့ဦးလေးဖြစ်သူတွေရဲ့အတန်တွေကမနှင်းစီရဲ့နားထဲမှာမကြားတစ်ချက်ကြားတစ်ချက်ပါ။သူမဝိုင်တောက်လိုက်တာ9ခွက်ရှိနေပါပြီ။တောက်လိတောက်ထတိတ်မရှိတာကြောင့်ခေါင်းထဲမှာအတော်ကြီးယူဝေသလိုခံစားနေရတယ်။ဟဲ့နှင်းစီငိန်လာကြီးလားစကားလေးပါလေးပြောပါအောင်ကြီးတို့တွေဖြင့်စကားပြောရတာအာရီတောင်ညောင်းနေပြီညီပဲတီမိလုံနေတာအတော်အကြီးဆုံးရဲ့အပြောကြောင့်သူမလည်းမျက်လုံးကိုအာယူဖွင့်ရင်ပြန်ပြောပါတယ်။ကြီးတိုက်တဲ့ဝိုင်နေတောက်ပြီးတော့အတော်မူးနေပြီမပြန်သေးဘူးလားကြီးရဲ့ဒီတလုံးပြီးရင်ပြန်ကြမယ်လေပွဲကင်းနဲ့လည်နေတဲ့နေ့ညမ2ယောက်ကိုလည်းဖုန်းဆက်ပြီးတော့ခေါ်ထားတယ်။လာငါလည်းအပေါ်သွားချင်နေတာအတူသွားကြမယ်။အတော်ငယ်နဲ့မနှင်းစီကအပေါ်သွားဖို့အတွက်တစ်သားအိမ်သားလေးတွေရှိတဲ့ဘက်ကိုထွက်ခဲ့ကြပါတယ်။ဘဲနဲ့တော့ပွဲကင်းနဲ့အိမ်သားစောက်ထားပြီးတော့အားလုံးတော့တွေခတ်ထားပါလား။ဒီမှာကထွက်ကြတော့မယ်။ငါကစီးသိပ်ထိန်းနိုင်တာမဟုတ်ဘူး။လာခြုံတူးမှရတော့မယ်။အတော်ငယ်ကတပြစ်တောက်တောက်ရီရွရင်းနဲ့ကားရီရဲ့နောက်ခြုံပုတ်တီစီကိုခေါ်သွားပြန်ပါတယ်။အတော်ညွန်ပြတဲ့နေရာကိုကြည့်ပြီးတော့မနှင်းစီကပြောလိုက်ပါတယ်ဟာအန်ဒီကလည်းဒီကားကြီးနောက်မှာအပေါ်သွားရမှာလားတော့ကားရှီမှာလူတွေဖြတ်သွားနေတဲ့ဟာကိုနှင်းစီကတော့ဟိုဘက်ပဲသွားလိုက်မယ်နှင်းစီလည်းအဲ့ဒီလိုပြောပြီးတော့ခြုံနေများတဲ့ယထာလမ်းဘက်ကိုသွားလိုက်ပါတယ်ဒီနေရာကအတော်ရဲ့နေရာထက်ဆိုင်ရင်မှောင်ရိပ်ကြတယ်လေတန်လန်းရဲ့ဘေးမှာဟိုင်းလက်ကားအမြင့်ကြီးတစ်စီးရှိပေမဲ့ကားရှီကဖြတ်သွားတယ်လို့မရှိဘူးဝိုင်းရင်ရှင်ကြောင့်သူမရဲ့ခေါင်းနဲ့တိတ်မူနေတယ်လို့စီးကလည်းသွားချင်နေပါပြီအဲ့ဒါကြောင့်ကားရဲ့နောက်တန်လန်းဘေးမှာပဲကိုယ့်ကိစ္စကိုရှင်းလိုက်ရတယ်အပေါ်သွားပြီးပြန်ထမှာတော့သူမခေါင်းနဲ့တအားမှုသွားပြီးကိုမထိန်နိုင်မဲနောက်ပြန်လန်ကျသွားတယ်။ခေါင်းထဲမှာစစ်ကနေနာကျင်မှုနဲ့အတူရုတ်တရက်တော့သူမပြန်မထနိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲအတော်ဖြစ်သူကအနားကိုရောက်လာတယ်။နှင်းစီဟဲ့နှင်းစီဘာဖြစ်တာလဲထလဲနေတဲ့သူမခေါင်းကကားကြီးရဲ့အောက်ထဲရောက်နေတာမို့အတော်ကအသေးအတန်ဆွဲထုတ်ရပါတယ်။အပေါ်သွားပြီးပြန်ထမှာခြေချော်ပြီးတော့နောက်ပြန်လဲကျသွားတာတော့ရဲ့ခေါင်းထဲကနည်းနားနေတယ်။ဟီးနားတယ်ဟုတ်လားလာငါဆွဲထုတ်ပေးမယ်။ဒေါ်မြခက်ကသူမကိုကားအောက်ကဆွဲထုတ်ပြီးတော့ထူမပေးလိုက်ပါတယ်။ဒေါ်မြခက်ကမနှင်းစီရဲ့ခေါင်းနောက်စီဘက်ကိုကင်ကြည့်လိုက်တယ်။ဒေါ်မြခက်တယောက်လက်မှာစီးပြစ်ကြီးဖြစ်သွားတာကြောင့်မျက်လုံးပြူးသွားပါတယ်။လာနှင်းစီဒီနေရာကတအားမှောင်နေတယ်။တန်လန်းဘေးလည်းဖြစ်နေတယ်။ကားစီကိုသွားကြရအောင်။ဒေါ်မြခက်ကတူမဖြစ်သူကိုတွဲပြီးတော့ကားစီကိုတွတ်ပဲရှောက်ခဲ့တယ်။သူမရဲ့စိတ်ထဲမှာတော့စိုးရိမ်စိတ်ကလှိုက်တက်နေပါပြီ။ကားနားကိုရောက်တာနဲ့အမကြီးကြီးလာကြပါဦး။နင့်တူမရဲ့ခေါင်းမှာသွေးတွေဆူပြီးတော့အော်ဟစ်လိုက်မိပါတယ်။ဒေါ်မြခက်ရဲ့အတန်ကြောင့်ကားပေါ်မှာရှိတဲ့လူတွေအလုံးအထိတ်တလန့်ဖြစ်ကုန်ကြတယ်။ဟာဘာဖြစ်တာတော့နှင်းစီကဘာဖြစ်လို့သွေးထက်တာလဲ။အပေါ်သွားရင်းနဲ့လဲကြတာငါထင်တာတော့ကားကြီးရဲ့အိမ်စောနဲ့အရှိန်နဲ့စောင့်မိပြီးတော့ခေါင်းကွဲပြီးထင်တာပဲဟိ။အခုသွေးတွေပိုထွက်လာပြီဟေးဒါဆိုရင်ဘယ်ဖြစ်မလဲဟာဆေးရုံကိုအမြန်သွားမှဖြစ်မယ်
လူတွေအားလုံးစုံပြီလားအမြန်တက်ကြဟိဦးလေးရဲ့အတန်ကြောင့်အားလုံးပဲကားပေါ်ကိုတက်လိုက်ကြတယ်မန်နင်းစီတယောက်ခေါင်းကသွေးထွက်တဲ့အချိန်နဲ့မူးနေပါပြီအယမ်းမှုတယ်မျက်လုံးထဲမှာဘာမှမမြင်ရတော့ဘူးအတော်အကြီးဆုံးဒေါ်များပွင့်ကတစ်ရှူးလိတ်ကိုဆွဲယူပြီးတော့မန်နင်းစီရဲ့တန်ရာကိုဖိထားပေးပါတယ်သူ့ရဲ့ပေါင်ပေါ်မှာမိခိုင်းထားတဲ့အတွက်ထမိန်တစ်ထည်လုံးလဲသွေးတွေဆူရွှဲနေပြီဒေါ်များပွင့်လဲစိတ်ပူစောကတ်သွားပါတယ်ဟဲ့ကားကိုအမြန်မောင်းကြပါဒီမှာသွေးတွေကတအားထွက်နေပြီနှင်းစီစိတ်ကိုတင်းထားတော့ဘာမှမဖြစ်ဘူးသိလားစီးရုံရောက်တော့မယ်ဦးသက်မောင်လည်းကားကိုမိုင်းကုံတင်ပြီးတော့မောင်းတဲ့အတွက်မကြခင်မှာပဲဆက်ဆန်ထွန်းစီးရုံကိုရောက်ရှိခဲ့ပါတယ်အရေးပေါ်ဌာနရှိကားရက်ပြီးတော့တာဝန်ကျဆရာတွေကိုပြေးခေါ်လိုက်တယ်မကြခင်မှာပဲတွန်းလင်းတဲ့အတူသူနာပြုဆရာမပါလာတယ်လှဲပေါ်ကိုဖြည်းဖြည်းတင်ကြသွေးထွက်လွန်နေတယ်ပက်လက်မထားနဲ့ခေါင်းကိုလည်းစောင်းထားလိုက်တွန်းလဲပေါ်တင်နေတဲ့အချိန်မှာပဲမန်တင်းစီတယောက်သတိလစ်ချင်တယ်လို့ဖြစ်သွားပါတယ်ဒါကိုရိတ်စားမိတဲ့အတော်ငယ်ကသူမရဲ့ကိုယ်ကိုဆွဲကင်လှုပ်ရင်းနဲ့အတန်ကုန်အော်ပြောလိုက်ပါတယ်နှင်းစီသတိထားစမ်းစေးုံရောက်နေပြီနင်ဘာမှမဖြစ်ဘူးအဲ့ဒီလိုအတန်ကုန်အော်ပြောလိုက်မှပဲအင်္ဂနေညင်းညူပြီးတော့ပြန်ပြီးလှုပ်ရှားလာပါတယ်တွန်းလဲတန်ကစေးုံကြီးထဲမှာတစ်ချိန်ချင်းမြည်သွားတယ်မနှင်းစီတယောက်အတော်ကြီးဒေါ်များပွင့်ကိုတရင်းနဲ့ညင်းညူနေရှာပါတယ်ပြင်ပလူနာဆောင်ဘက်ရောက်တော့တာဝန်ကျဆရာဝန်ကမန်နင်းစီရဲ့ဦးခေါင်းတရားကိုကြည့်ရှုတယ်။မှုကင်းလူနာဖြစ်တဲ့အတွက်အိမ်သားတွေကိုမေးမြန်းပြီးတော့မှတ်တမ်းရေးတယ်။ဒဏ်ရာကတလက်မလောက်ပဲရှိပါတယ်။ဒါပေမဲ့သွေးထွက်လွန်နေတယ်။အမြန်ဆုံးချုပ်မှဖြစ်မယ်။မိခိုင်ကာကွယ်စီလဲထိုးရမယ်။ဆရာဝန်ကအဲ့ဒီလိုပြောပြီးတော့မန်နင်းစီရဲ့ဦးခေါင်းတရားကိုချုပ်ဖို့စတင်လိုက်ပါတယ်။လူနာကရင်ပေါ်မှာရှိနေတဲ့မန်နင်းစီကိုမှောက်စီပြီးတော့စတင်မဲ့ချုပ်လိုက်တယ်။အစိမ်းချုပ်ရတဲ့အတွက်နာကျင်လွန်းလို့သူမလည်းတွန့်လူအောင်အော်ဟစ်ရုန်းကန်နေရှာတယ်။အိမ်သားတွေကသူမရဲ့တကူလုံးကိုချုပ်ကင်ပြီးတော့ထိမ့်ပြီးထားကြတယ်။ဒဏ်ရာကို၃ချက်ချုပ်ပြီးတော့ဆရာဝန်ကပတ်တီးစီးပေးတယ်။သူမရဲ့တကူလုံးသွေးတွေရွှဲနေတဲ့အတွက်အတော်ကြီးဆုံးကအသင့်ပါလာတဲ့အနှွေးတွေနဲ့လဲလှယ်ပေးလိုက်တယ်။မနှင်းစီတယောက်သွေးထက်လွန်ထားတဲ့အချိန်နဲ့ခေါင်းကိုအစိမ်းချုပ်ခံထားရတဲ့အတွက်မလှုပ်ရှားနိုင်တော့ပါဘူး။လူနာကစိုးရိမ်စရာမရှိတော့ပါဘူး။ဒါပေမဲ့ဦးခေါင်းကိုဓာတ်မှန်ရိုက်ဖို့တော့လိုမယ်။အခန်းတစ်ခန်းယူပြီးတော့နားနေလို့ရပါပြီ6နာရီထိုးရင်တော့ဓာတ်မှန်ကန်ကိုသွားလိုက်ပါဆရာဝန်ကအဲ့ဒီလိုပြောရင်းနဲ့စီးမှတ်တမ်းရေးလိုက်ပါတယ်ဒေါ်မြောက်ပွင့်တို့လည်းအခန်းတစ်ခန်းအားချင်းယူပြီးတော့လူနာကိုရွှေ့ဖို့ပြင်ဆင်ကြတယ်အခန်းနံပါတ်19တန်ရှင်းနေတဲ့အခန်းထဲမှာလူနာကလေးနှလုံးနဲ့ခုံတန်းရှိနှလုံးရှိနေပါတယ်ဆေးရုံဝန်ထမ်းနဲ့အိမ်သားတွေဝိုင်းကူပြီးမနှင်းစီကိုလူနာကလေးပေါ်တင်လိုက်ကြတယ်သူမရဲ့ကလေးကပရင်းပေါက်ရဲ့ဘေးမှာဒေါင်းဆုံးကလေးလို့ပြောရင်လည်းရတယ်လို့ဂရင်ချီရင်းရဲ့ဘေးမှာဝရန်တာကိုထွက်တဲ့တက္ကမကြီးလည်းရှိနေပါတယ်။အချိန်ကတော့မနက်9နာရီကျော်ပြီဖြစ်တဲ့အတွက်အိမ်သားတွေလည်းပြန်သွားကြပါပြီ။ဒေါ်မြောက်ပွင့်တယောက်ကတော့ဒဏ်ရာအရှိန်နဲ့မိတ်နေတဲ့သူမဖြစ်သူကိုစိုးရိမ်စိတ်နဲ့ဖျားစာတိုးတိုးရွရင်ထိုင်ဆောင်နေရှာပါတယ်။နောက်နေ့နနက်6နာရီမှာတာဝန်ကျဝန်ထမ်းကဝီချဲနဲ့မနှင်းစီကိုလာခေါ်တယ်။စေးရုံကြီးရဲ့ဓာတ်လေကားနဲ့အောက်ကိုဆင်းပြီးတော့ဓာတ်မှန်ခန်းစီကိုခေါ်ဆောင်သွားတယ်။အဲ့ဒီအချိန်မှာတော့မနှင်းစီတယောက်ခေါင်းထဲကတအားမှုနောက်ပြီးလက်တွေလည်းတဆက်ဆက်တုံနေတယ်။ကြီးသမီးအန်ဂျင်နဲ့သူမကအားယူပြီးတော့ပြောလိုက်မိပါတယ်။ဟင်အန်ဂျင်နဲ့ဟုတ်လားဆရာကြီးလှုပ်ပါဦးကျမတူမလေးအန်ဂျင်လို့တဲ့ဒေါ်မြပွင့်ကဝန်ထမ်းကိုလှမ်းပြောလိုက်ပါတယ်။ဝန်ထမ်းကလည်းဓာတ်မှန်ခန်းရဲ့မနီးမဝေးမှာရှိတဲ့စင်ဝင်အောက်စီကိုဝီချဲကိုတွန်းသွားပေးတယ်။စင်ဝင်ရဲ့အဆက်ကိုရောက်တာနဲ့မနှင်းစီကမျက်လုံးတော်မဖွင့်နိုင်တော့ပဲဝေါ်ကနေပဲအန်ချလိုက်မိတယ်။သူမအန်လို့တော့မှဝန်ထမ်းကဓာတ်မှန်ခန်းစီကိုပြန်ခေါ်သွားတယ်။ဓာတ်မှန်ခန်းမှာလူရှင်းနေတဲ့အတွက်သူမကိုချက်ချင်းပဲဓာတ်မှန်ရိုက်ပေးနိုင်တယ်။ဓာတ်မှန်ရိုက်ပြီးအခန်းစီကိုပြန်တဲ့အခါမှာတော့မနှင်းစီကပြောပါတော့တယ်။ကြီးသမီးပိုင်းနာတဲ့အိမ်သားကိုပို့ပေးပါ။မနှင်းစီရဲ့အပြောကြောင့်ဒေါ်မြပွင့်ကဝီချက်တွန်းပေးတဲ့ဝန်ထမ်းကိုလှမ်းကြည့်လိုက်ပါတယ်။ဝန်ထမ်းကလည်းဒေါ်မြပွင့်ကိုနားလေတဲ့ဟန်နဲ့ပြောပါတယ်။ရပါတယ်တော့လူနာကလမ်းမှာမလျှောက်နိုင်ပဲကျွန်တော်ပဲအိမ်သားရှိထီပို့ပေးပါမယ်အားမနာပါနဲ့ဝန်ထမ်းကအဲ့ဒီလိုပြောပြီးတော့အိမ်သားအဝထီပို့ပေးပါတယ်ဒေါ်မြပွင့်ကတူမဖြစ်သူကိုအထဲထီတွဲခေါ်သွားပြီးတယ်တတိထားပြီးထိုင်တော့တူမလေးပြီးရင်လှမ်းခေါ်လိုက်မနှင်းစီတယောက်အိမ်သားတက်နေတဲ့အချိန်မှာပဲခေါင်းထဲကပူပြီးတော့မူးဝေလာတယ်ကိစ္စပြီးလို့ပြန်ထားလိုက်တဲ့အချိန်မှာတော့မျက်လုံးထဲမှာမှောင်မိုက်သွားတယ်ဟဲ့နှင်းစီဟာလဲကြနေပြီနှင်းစီတတိထားစမ်းပါကြီးဒေါ်မြပွင့်ကအိမ်သားထဲမှာရုပ်ကျိုးပြတ်တယ်လို့လဲကြနေတဲ့မနှင်းစီကိုပွေ့ထူရင်းအတန်ကုန်အော်ခေါ်လိုက်ပါတယ်ဟင်းကနေအတန်နဲ့အတူသူမလည်းအတိပြန်ဝင်လာတယ်
ကန်ကောင်းလို့နင်းစီရဲ့အိမ်သားထဲမှာထပ်ပြီးချော်လဲရင်ခေါင်းကထပ်ပြီးတော့ထီအောင်ပါလာလာဖြည်းဖြည်းစင်အခန်းထဲပြန်ရောက်တော့အိမ်ကလူတွေရောက်နေကြတယ်ဒေါ်မြပွင့်ကမနှင်းစီသတိမိမလို့ဖြစ်တာအိမ်သားတွေကိုပြောပြလိုက်တယ်အဲ့ဒီအချိန်မှာပဲဆရာဝန်တွေ round လှည့်လာတယ်မနှင်းစီကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးတော့သူနာပြုဆရာမကတောက်ဆေးတွေစီစဉ်ပေးတယ်ဆရာဝန်တွေပြန်သွားတဲ့အခါမှာဦးလေးဖြစ်သူကပြောပါတယ်ပဲနုလိုအချိုရည်များများတိုက်ပေးရမယ်လို့မှားသွားတယ်နော်ငါဝယ်လာတာအစင်းသင်းဖြစ်သွားတာပေါ့ရော့ရော့တောက်လိုက်အောင်နှင်းစီဦးလေးကပြောရင်းဆိုရင်းနဲ့ပဲနုဘူးလေးကိုပိုက်တက်ပေးပါတယ်မနှင်းစီကလူနာကရင်ထက်မှလှဲနေရင်ကပဲပဲနုဘူးကိုလှမ်းယူလိုက်တယ်ပဲနုဘူးသေးသေးတဘူးကုံတဲ့အခါမှာတော့သူ့ရဲ့လက်ချောင်းနဲ့လှိုက်တက်လာပြီးဘောကနေပဲအန်ချလိုက်မိတယ်ဒါကုံမြင်တဲ့ဦးလေးဖြစ်သူကမျက်နှာပြတ်သွားပြီးတော့အမဖြစ်သူဒေါ်မြပွင့်ကိုမျက်ရိပ်ပြလိုက်တယ်လူနာခန်းရဲ့အပြင်ရောက်တဲ့အခါမှာတော့ပြောပါတော့တယ်နှင်းစီကိုကြည့်ရတာငါစိတ်ပူတယ်အမကြီးရဲ့ဖြစ်ချင်းတုန်းကလည်းသွေးထွက်လွန်နေအခုလဲဝင်သမျှအစားအစာတွေအကုန်ပြန်အန်ထွက်တယ်ခေါင်းထိထားတဲ့လူနာမှာဒီလိုလက္ခဏာတွေ့ရတာမကောင်းဘူးဟာဘာပဲဖြစ်ဖြစ်နင်အထူးဂရုစိုက်ပြီးတော့ကြည့်ပေးပါဟာငါတို့ကလည်းအလုတ်ကခွင့်မရဘူးလေဩငါကနင့်ထက်တောင်ပူပြီးတော့ပူပါသေးတယ်ဤဓာတ်မှန်ကန်သွားတော့ကလည်းအန်ပြီးအိမ်သားထဲမှာလည်းသတိလစ်ချင်တယ်လို့ဖြစ်ခဲ့တာအခုလဲပဲနုတွေအန်ထွက်ပြန်ပြီဓာတ်မှန်အဖြစ်ပဲအားကိုးစရာရှိတော့တယ်ဟိဖះတကြားမလို့ငါရဲ့တူမလေးဘာမှမဖြစ်ပါစေနဲ့အချိန်ကနေခင်းတနားရီလောက်ရှိပါပြီအခန်းအပြင်ကအတန်ပလန်နေကြောင်းခုံတန်းရှိပေါ်မှာမိကနေအိပ်ပျော်သွားတဲ့ဒေါ်မြပွင့်လဲလက်နိုးသွားတယ်မနှင်းစီကိုကြည့်လိုက်တော့စီးရိတ်ရှိန်နဲ့အိပ်ပျော်နေရှာတယ်ဒေါ်မြပွင့်ကအခန်းပြင်ဘက်ကိုထွက်ပြီးတော့အခြေအနေကိုကြည့်ရှုလိုက်တယ်သူတို့ရဲ့တခန်းကျော်အခန်းထဲကသူနာပြုတ်တွေအဝင်အထွက်လုပ်နေပါတယ်အပြင်မှာလဲလူတစုသူမကအဲ့ဒီနေရာကိုရှောက်သွားလိုက်မိတယ်အခန်းထဲကိုလှမ်းကြည့်လိုက်တော့လူနာအမျိုးသမီးကြီးတူကိုသူနာပြုတ်တွေကအောက်ဆီဂျင်ပိုက်တက်ဖို့ပြင်ဆင်နေကြတယ်ဒီလူနာကဘာဖြစ်တာလဲကွဒေါ်မြပွင့်ကဘေးမှာရက်နေတဲ့လူငယ်တူကိုမေးလိုက်ပါတယ်ဆိုင်ကယ်မောက်တာဗျတတိကတော့ရတစ်ချက်မရတစ်ချက်ပဲကျွန်တော်တို့ကတွေးလို့ကူညီပေးတဲ့လူတွေပါအဲ့ဒီအန်တီကြီးရဲ့အိမ်ကိုတော့လှမ်းပြီးတော့အကြောင်းချထားတယ်ဗျဒီလောက်အချိန်ပြင်းပြင်းနဲ့ဆိုင်ကယ်မောက်တာတော့ဘာထင်ရမှမရှိဘူးစိတ်တော့ပူစရာပါပဲဗျာအဲ့ဒီလူငယ်နဲ့စကားပြောပြီးနောက်မှာတော့သူမရဲ့အခန်းစီကိုပြန်လာခဲ့ပါတယ်အခန်းထဲကိုပြန်ရောက်တော့မနှင်းစီတယောက်အိပ်ပျော်နေသေးပါတော်ပါသေးရဲ့ဘီအခန်းကအမျိုးသမီးနဲ့ရှင်ရင်ငါတူမလေးကထိခိုက်ဒဏ်ရာရတာချင်းတူပေမဲ့တတိယနေသေးလို့တော်သေးတယ်သူမလည်းစိုးရိမ်စိတ်နဲ့တက်ပြင်းချလိုက်မိပါတယ်ဒီအချိန်မှာပဲမနှင်းစီတယောက်လှုပ်ရှားသွားရင်ညီးတန်ထွက်ပေါ်လာတယ်တက်တာရလာနှင်းစီဖြည်းဖြည်းထားဟဲ့ပဲနုလေးလည်းထက်တောက်လိုက်အောင်နော်ဆရာဝန်ကမှားထားတယ်လေဒေါ်မြပွင့်ကသူမကိုဖေးကူထိုင်စီရင်နဲ့ပြောလိုက်ပါတယ်မတောက်ချင်ဘူးကြီးရဲ့တောက်ပြီးရင်လည်းပြန်အန်ထွက်တယ်အဲ့ဒါကတိတ်ပြီးတော့နေရဆိုးတယ်နှင်းစီထမင်းမဲစားကျင်တယ်အဲ့ဒီအချိန်မှာပဲဖိုးလေးဖြစ်သူရောက်ရှိလာပါတယ်အတော်ပဲဦးလေးကြီးရေနှင်းစီကထမင်းစားကျင်တယ်ပြောနေတယ်သွားဝယ်ပေးပါဦးနော်ဒေါ်မြပွင့်ကဦးလေးဖြစ်သူကိုပြောဆိုရင်းနဲ့ပတ်စံလှမ်းပေးလိုက်ပါတယ်လူနာဘလို့နေလဲရှင်တက်တာရဲ့လားဒီမှာဓာတ်မှန်ရပြီလေသူနာပြုဆရာမကဓာတ်မှန်ပြားကိုကင်ပြီးတော့ဝင်လာပါတယ်ဓာတ်မှန်ကတော့အခြေအနေကောင်းပါတယ်ဦးကောင်းထဲမှာဒဏ်ရာမရှိဘူးရှင်မနှက်ဖြန်လောက်ဆိုရင်တော့စီးရုံကဆင်းလို့ရမယ်ထင်တယ်သူနာပြုကဓာတ်မှန်ပြားကိုဂရင်ချီရင်းမှာချိတ်ထားတဲ့ဖိုင်တွဲလေးကိုထည့်ရင်ပြောလိုက်ပါတယ်ဓာတ်မှန်အဖြေကောင်းလို့တော်သေးရပေါ့ဆရာမရဲ့ကျမတို့ကတားစိတ်ပူနေတာရှင်ဒါပေမဲ့လူနာကစားသမျှပြန်အထွက်နေတယ်ဒေါ်မြပွင့်ရဲ့ပြောကြောင့်သူနာပြုကမနှင်းစီကိုသွေးပေါင်ချိန်ပါတယ်စိတ်မပူပါနဲ့အန်ဒီရဲ့ဒဏ်ရာအချိန်နဲ့မှုဖြစ်တာပါစီးတွေတော့မှန်မှန်တိုက်ပြီနော်သူနာပြုဆရာမထွက်သွားပြီးတောင်းအောင်လောက်ကြတော့ထမင်းသွားဝယ်တဲ့ဖိုးလေးလည်းပြန်ရောက်လာပါတယ်မြပွင့်ကြီးငါတော့လူနာသွေးအားကောင်းအမဲနဲ့ဝယ်လာတယ်ဟာဖိုးလေးကြီးကထမင်းတုပ်ကိုစပွဲပေါ်မှာတင်ရင်းနဲ့ပြောလိုက်ပါတယ်ဟိုးဦးလေးကလည်းနှင်းစီကချီလေးချောင်းသားမှမစားတဲ့ဟာကိုဘာဖြစ်လို့အမဲနဲ့ကြီးဝယ်လာရတာလဲဒေါ်မြပွင့်ကဦးလေးဖြစ်သူကိုလှမ်းပြောလိုက်တဲ့အခါမှာတော့မနှင်းစီတယောက်ခေါင်းတောင်သွားပါတယ်အမဲနဲ့ဟုတ်လားနှင်းစီအဲ့ဒါနဲ့ပဲစားလိုက်မယ်ကျွေးပါတော့ဒေါ်မြပွင့်ကတူမဖြစ်သူကိုအံ့အားတကြီးစူးစိုက်ကြည့်လိုက်ပါတယ်အော်အေးဒါဆိုရင်လည်းထမင်းပြင်ပေးမယ်နော်အချိန်ကညတကောင်ကြောနေပါပြီဈေးရုံဝင်းတစ်ခုလုံးလဲတိတ်ဆိတ်မှုကကြီးစိုးနေတယ်မနှင်းစီကဦးကောင်းတန်ရရဲ့နာကျင်မှုကြောင့်အိတ်လို့မရနိုင်အောင်ဖြစ်နေတယ်အတော်ဖြစ်သူကိုကြည့်လိုက်တော့ခုံတန်းရှိမှအိပ်ပျော်နေပါပြီ
သူမကပရင်ပေါက်ဘက်ကိုလှည့်နေရကနေခေါင်းနာတာကြောင့်အတော်ဖြစ်သူအိတ်တဲ့ဝင်ပေါက်ဘက်ကိုစောင်းလဲလိုက်ပါတယ်အိတ်လို့မရတဲ့အတွက်ဟိုဟိုဒီဒီကြည့်နေတော့မှပဲမျက်နှာကျက်အမိုးမှာရှိတဲ့လျှက်စစ်မီးချောင်းကတစ်ဖြက်ဖြက်ခတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအခန်းရဲ့တကားကတဖြည်းဖြည်းချင်းဟလာတယ်သူမအာယုံစိုက်ပြီးကြည့်နေမိချိန်မှာတော့အနီရောင်ပါတိတ်ထမိန်ဝတ်ထားတဲ့အမျိုးသမီးကြီးတူအခန်းထဲကိုဝင်လာပါတယ်။အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကသွေးရောင်ကင်းမဲ့အောင်ဖြူဖက်နေပါတယ်။အန်နီဘသူနဲ့တွေ့ကျင်လို့လဲအခန်းမနေပြီအန်နီရဲ့မနှင်းစီကဘေးဆောင်လဲနေရကနေပဲလှမ်းပြောလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကြီးကသူမကိုအားရင်ဖြော့တော့တဲ့မျက်လုံးတွေနဲ့စူးစိုက်ပြီးကြည့်နေတယ်။လုံးဝတည်ငြိမ်နေတဲ့အဲ့ဒီအမျိုးသမီးကြီးထံကစကားသံထွက်လာပါတယ်။ဒါပေမဲ့ပါဇက်ကတော့လုံးဝမလုပ်ဘူး။ငါသွားတော့မယ်ကလေးမမင်းကိုလာပြီးတော့နှုတ်ဆက်တာပါမနှင်းစီတယောက်အံ့အားသင့်မှုနဲ့ကြောင်အံ့ကြည့်နေစမှာပဲအဲ့ဒီအမျိုးသမီးကအခန်းဝါးကနေလုံးဝပျောက်ကွယ်သွားပါတယ်အန်ဒီဟင်းဘယ်ပျောက်သွားပါလိမ့်မနှင်းစီရဲ့အတန်ကြောင့်ဒေါ်များပွင့်လဲနိုးသွားပါတယ်ဟဲ့တူမလေးဘသူ့ကိုခေါ်နေတာတော့ဒေါ်များပွင့်ကခုံပေါ်ကနေထထိုင်ရင်မေးလိုက်ပါတယ်ရီတောက်ချင်တယ်မနှင်းစီရဲ့အပြောကြောင့်ဒေါ်များပွင့်ကရီဘူးကိုပိုက်တက်ပြီးတော့လှမ်းပြပါတယ်။ရီတောက်ပြီးတဲ့အခါမနှင်းစီကအခန်းထဲကိုအမျိုးသမီးတစ်ယောက်ဝင်လာတဲ့အကြောင်းပြောလိုက်ပါတယ်။မဖြစ်နိုင်ပါဘူးနှင်းစီရဲ့အချိန်မတော်ကြီးဘသူကအခန်းမပြီးတော့ဝင်လာမှလဲ။ဟိုမှာကြည့်လေအခန်းတကားကိုကြက်ထိုးထားတယ်။ကဲပါဘာမှရှောက်တွေးမနေနဲ့ကွ။ခေါင်းကအနာကပိုပြီးတော့နားနေုံမယ်။အိတ်တော့အတော်ဖြစ်သူကသူမကိုအိတ်ရပေါ်ပြန်လဲပြီးတော့အိတ်စီပါတယ်။မနှင်းစီတယောက်ဂျက်ထိုးပိတ်ထားတဲ့အခန်းတကားကိုငေးကြည့်ပြီးတော့တွေးရခတ်သွားတယ်။ငါဘာဖြစ်တာလဲ။ကြီးပြောတာအမှန်ပဲအခန်းတကားကပိတ်ရဲ့ကြီးကိုဒါဆိုရင်ဟိုမိမကြီးကဘလို့ဝင်လာတာလဲ။ငါပဲခေါင်းထိထားလို့ရှောက်ပြီးတော့မြင်နေတာလားမသိဘူး။ဟာခေါင်းကလည်းတဆစ်စစ်နဲ့တိတ်နာနေပြီ။ငါဘာမှမစင်စားပဲအိပ်ပျော်အောင်အိပ်မှဖြစ်မယ်။အတွေးနဲ့အတူတော်တော်ကြာမှပဲသူမှလည်းအိပ်ပျော်သွားပါတယ်။ဘလောက်ကြာအောင်အိပ်ပျော်သွားတယ်တော့မသိပါဘူး။အုံငနဲ့အတန်ကျဲကြီးကြမှလန့်နိုးသွားတယ်။အဲ့ဒါဘာတန်ကြီးလဲကြီးရဲ့နိုးနေတဲ့တော်များပွင့်ကခေါင်းရမ်းပြရင်နဲ့ပြန်ပြောပါတယ်။မသိဘူးလေအပြင်ဘက်ကကြားရတာပဲ။ကြည့်ရတာတော့ဆေးရုံအောက်ဘက်ကဖြစ်မှာပေါ့။ကဲ9 နာရီလဲကြောနေပြီ။ပဲနို့တောက်ပြီးတော့မနက်ဆေးတောက်လိုက်တော့နော်။မနက်ခင်းရောက်တော့ဦးလေးဖြစ်သူရောက်လာပါတယ်။တော်များပွင့်ကအိမ်ကယူလာတဲ့ဆံပြုတ်ကိုမနှင်းစီကိုတိုက်ကျွေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုစီးထည့်ဖို့သူနာပြုလဲရောက်ရှိလာပါတယ်။တက်တာရဲ့လားညီမလေးညကရောအိပ်ပျော်ရဲ့လားပတ်တီးအစ်စ်လဲရအောင်နော်။သူနာပြုကသူမကိုပတ်တီးလဲပေးဖို့ပြင်ဆင်နေပါတယ်။ဟုတ်ကဲ့တက်တာသလိုတော့ရှိပါတယ်ဆရာမ။ဒါပေမဲ့ညဘက်အိပ်မရဘူး။ဒီနေ့ဆေးရုံကဆင်းရမှာလားယင်။သူနာပြုဆရာမကပတ်တီးအဟောင်းကိုဖြီးလိုက်ပြီးတော့ပြောပါတယ်။အနာကတော့အကြက်မြန်မဲ့ပုံပဲရှင်အနေထားကောင်းပါတယ်။ဆရာဝန်နေရောင်းလဲရင်တော့ဆင်းလို့ရနိုင်ပါတယ်။အဲ့ဒီအချိန်မှာဒေါ်မြပွင့်ကတစုံတစ်ခုကိုသတိရသွားပါတယ်။အော်ဒါနဲ့ဆရာမနက်အစောကြီးတုန်းကအတန်ကျဲကြီးကြားလိုက်ရတယ်။အဲ့ဒါဘာဖြစ်တာလဲ။ဒေါ်မြပွင့်ရဲ့အမေကြောင့်သူနာပြုကမျက်နှာတစ်ချက်ပြတ်သွားပါတယ်။ဒီနေ့မိဘုံမြန်ပွဲကအရင်ကထက်ဆေးရုံမှာလူနာပူများတယ်ရှင်။ကျမတို့ဆိုနားချိန်ကမရှိသလောက်ပဲ။ case တွေအားလုံးကလည်းထိခိုက်ဒဏ်ရာရတာကြီးပဲလေ။မနက်ကအန်တီကြားတဲ့အတန်ကအပေါ်ဆုံးတဲ့လူနာခန်းကပေါ့။လူနာလာကြည့်တဲ့လူငယ်လေးမူးနေတာဖြစ်မှာပေါ့။ဝရန်တာကနေပြုတ်ကြတာ။သွေးထွက်တန်ယူမရှိပေမဲ့အခုသူ့ကိုတော့ဆရာဝန်ကြီးတွေကစစ်ဆေးနေရတယ်ရှင်။အိုးဖြစ်မှဖြစ်ရလေကြားရတာစိတ်မကောင်းစရာပဲ။ဒေါ်မြပွင့်ကစိတ်မကောင်းစွာနဲ့ရည်ရွတ်လိုက်ပါတယ်။သူနာပြုဆရာမကဒဏ်ရာကိုဆေးထည့်ပတ်တီးလဲပေးပြီးတဲ့နောက်ပြန်ထွက်သွားတယ်။မနှင်းစီလည်းအစာစားပြီးတဲ့အတွက်ဆေးတောက်ပြီးတော့ပြန်လဲနေလိုက်တယ်။ဦးလေးဖြစ်သူကအိပ်ပျော်သွားတဲ့မနှင်းစီကိုငေးဆိုင်ကြည့်ရင်းနဲ့ပြောပါတယ်။အမကြီးနှင်းစီကညဘက်မအိပ်ပဲလူသံနေစူညံတဲ့နေဘက်ကြတော့ဘာလို့အိပ်ပျော်နေတာလဲဗျ။ဒေါ်မြပွင့်ကဆွဲချင်းထဲကိုစတီးချိုင်ကိုထည့်နေရကနေပြန်ဖြီပါတယ်။အော်ဒါကတော့ဟဲညကတော့အေးပူလို့အနာရှိန်နဲ့သူအိပ်မရတာဖြစ်မှာပေါ့။ကဲငါအိမ်သာခဏသွားအောင်မယ်နင်ခဏစောင့်နေအောင်နော်။ဒေါ်မြပွင့်ကအိမ်သာဝင်ပြီးတော့လူနာခန်းဘက်ကိုပြန်လျှောက်လာတဲ့အခါမှာတခန်းကျော်မှာရှိတဲ့အခန်းထဲလူတွေစုပြုံဝင်သွားတာတွေ့လိုက်ရပါတယ်။အဲဒါကြောင့်အခန်းထဲမဝင်သေးပဲနဲ့အဲ့ဒီအခန်းဘက်ကိုရှောက်သွားလိုက်မိတယ်။လူနာကအချီနီမကောင်းတော့ဘူး။ဆရာဝန်တွေကဆေးရုံမှာပဲနေစီခြင်းပေမဲ့သူ့ရဲ့အိမ်သားတွေကပြန်ခေါ်ဖို့ပဲအတင်းပြောနေကြတယ်ဗျာ။အောက်ဆီဂျင်ပိုက်လဲဖြုတ်လို့ရတာမဟုတ်ဘူးဗျ။
ခတ်တာကအခုဆိုရင်လူနာကလုံးဝကိုသတိပြန်မလဲတော့ဘူးဗျ။ယောက်ျားသူနာပြုနဲ့လူတချို့ရဲ့စကားသံကိုဒေါ်မြပွင့်ကအတိုင်းသားပဲကြားလိုက်ရပါတယ်။အဲဒါကြောင့်အဲ့ဒီအခန်းထဲကိုတစ်ချက်လှမ်းအကဲခတ်ပြီးတော့ကိုယ်အခန်းဘက်ကိုပြန်လျှောက်လာခဲ့တယ်။နေ့လယ်ခင်းပိုင်းဆရာဝန်တွေရောင်းလဲချိန်မှာတော့မနှင်းစီဒီနေ့ဆေးရုံကဆင်းလို့ရပါပြီ။ဒါပေမဲ့ဆေးရုံကိုလာပြီးတော့3ရက်လောက်တော့ဆေးထက်ထည့်ရမယ်။တပတ်ပြည့်တဲ့နေ့ပြန်လာပြီးတော့ချုပ်ရိုးဖြီရပါမယ်။ချုပ်ရိုးဖြီတဲ့နေ့ပဲ PC case ဖြစ်တဲ့မှုကင်းဆရာဝန်နဲ့လည်းပြသရလိမ့်မယ်။ဆရာမကြီးမနှင်းစီအတွက်တပတ်စာတောက်ဆေးလေးစီစဉ်ပေးလိုက်ပါဦး။ဆေးရုံကဆင်းရပေမဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးအော်အန်နာတို့မူးဝေတာတို့ဖြစ်ခဲ့ရင်ချက်ချင်းပဲပြန်လာပြပေးပါ။ဆရာဝန်ရဲ့စကားကြောင့်ဒေါ်မြပွင့်ကပြန်ဖြေပါတယ်။ဟုတ်ကဲ့ပါဒေါက်တာ။ဒါဆိုရင်ကျမတို့အခုဆေးရုံကဆင်းလို့ရပြီပေါ့နော်။ဟုတ်ကဲ့ရပါပြီဗျာ။ဒါပေမဲ့ဆေးရုံဆင်းစာအုပ်တော့လုပ်ရမယ်ဗျ။ကဲကျွန်တော်တို့ကိုခွင့်ပြုပါဦး။တာဝန်ကျဆရာဝန်တွေထွက်သွားတဲ့အခါမှာတော့ဒေါ်မြပွင့်ကသူနာပြုဆရာမနဲ့အတူဆေးရုံဆင်းစာအုပ်လုပ်ဖို့ပါလိုက်ပါသွားပါတယ်။ဦးလေးဖြစ်သူကမနှင်းစီရဲ့ဂရင်ဘေးထိုင်ပြီးတော့ပစ္စည်းတွေကိုသိမ်းဆည်းနေတယ်။ဦးလေးမနှင်းစီအပေါ်သွားခြင်းလို့ခဏသွားအောင်မယ်နော်။ဟဲ့နင်တယောက်တည်းဖြစ်ပါမလားငါလိုက်ပို့ပေးမယ်လေတော်ကြမူးလဲနေအောင်မယ်ဟာ။ရပါတယ်ဦးလေးရဲ့ဆေးရုံကတော့ဆင်းရတော့မှာပဲမနှင်းစီဘာမှမဖြစ်ပါဘူး။မနှင်းစီကအဲ့ဒီလိုပြောပြီးတော့အိမ်သာဘက်ကိုရှောက်ခဲ့ပါတယ်။အိမ်သာရဲ့အတွင်းပိုင်းကအနှဲငယ်မှောင်နေတာကြောင့်သူမှလည်းမီးခလုတ်ကိုလှမ်းဖွင့်လိုက်ပါတယ်။ဒါပေမဲ့မီးသီးကကျွန်းနေပုံရတယ်လုံးဝကိုလဲမလာဘူး။အဲဒါကြောင့်အိမ်သာတွေကိုဒီအတိုင်းပဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်သာက3လုံးရှိတာပါ။ဗရင်ပေါက်ဖက်အချမ်းမှာပေါ့။တောင်ဆုံးအိမ်သာကတော့လူရှိပုံရပါတယ်။တကားပိတ်ထားပြီးရေသုံးတဲ့အတန်တွေလည်းကြားနေရတယ်။အဲဒါကြောင့်အလဲအိမ်သာကိုပဲရွေးပြီးတော့ဝင်လိုက်မိတယ်။သူမအပေါ်သွားပြီးတဲ့အချိန်ထိတောင်ဆုံးအိမ်သာကရေသုံးတဲ့အတန်ကိုကြားနေရသေးပါပဲ။ပြန်ထွက်တဲ့ချိန်မှာတော့သူမရဲ့ခေါင်းထဲမှာကျိန်းကနေခံစားလိုက်ရပြီးကြက်သိမ်းထသလိုဖြစ်သွားတယ်။အဲဒါကြောင့်ဘေဘီဝဲယာကိုမျက်လုံးဝိတ်ကြည့်လိုက်မိတယ်။အဲ့ဒီအခါမှာတော့ဒေါင်ဆုံးအိမ်သားရဲ့တကားကဟနေတာကိုတွေးလိုက်ရပါတယ်။သူမရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲမသိပဲအဲ့ဒီတကားကိုဆွဲဖွင့်မိလိုက်တယ်။တကားဖွင့်လိုက်တာနဲ့တပြိုင်နက်သူမလည်းလန့်ဖြန့်ပြီးတော့နောက်ဆုတ်လိုက်မိပါတယ်။အိမ်သားထဲမှာလူကလုံးဝမရှိဘူး။ဒါပေမဲ့ရေသုံးတဲ့အတန်တွေကတော့ထွက်ပေါ်နေပါတယ်။တကူလုံးကြက်သိန်းတွေအလေးလိုက်တက်လာပြီးတော့ကြောက်စိတ်နဲ့အတူအဲ့ဒီနေရာကနေခတ်တုတ်တုတ်ပဲထွက်ခဲ့လိုက်တယ်။နောက်ကိုခြာကနေလှည့်လိုက်တဲ့အချိန်မှာတစုံတစ်ယောက်နဲ့တွန်းတိုင်းမိတယ်လို့ဖြစ်တာကြောင့်သူမရဲ့ကိုယ်ကရိုင်သွားပါတယ်။ Sorry ပါရှင်ကျမအလင်းလူသွားလို့ပါ။တောင်းပန်တဲ့အတူသူမကမော့ကြည့်လိုက်မိပါတယ်။အသက်50နီးပါးအမျိုးသမီးကြီးတစ်ယောက်သူမကိုဘာစကားမှမတုံ့ပြန်ပဲမျက်တောင်မခတ်တန်းစိုက်ကြည့်နေပါတယ်။ပြီးတော့ ATA ဆက်အမူအရာနဲ့အိမ်သားရဲ့အပြင်ကိုတရွေ့ရွေ့ရှောက်သွားတယ်။မနှင်းစီလည်းအိမ်သားပြင်ကိုရှောက်ခဲ့ရင်းနဲ့ကိုယ့်ဘာသာကိုပြန်ပြီးစဉ်းစားမိနေပါတယ်။ဒီအန်တီကြီးရဲ့မျက်နှာကိုငါမြင်မှုသလိုပါပဲ။ဘယ်နေရာမှာများတွေ့ဘူးပါလေ။စဉ်းစားစမ်း။ဒါပေမဲ့ဘလို့မှစဉ်းစားလို့မရပဲခေါင်းမဲကြိုက်ခဲလာပါတယ်။အခန်းထဲပြန်ရောက်တော့ဒေါ်မြပွင့်ကမနှင်းစီကိုပြောပါတော့တယ်။ဟဲ့အိမ်သားသွားတာကြာလာကြီးလားနှင်းစီရဲ့ကြီးဖြင့်စိတ်ပူလို့အခုပဲလိုက်လာတော့မလို့ဒီမှာဆေးရုံစင်စာကိုလည်းရလာပြီ။ဒါပေမဲ့ချုပ်ရိုးလာဖြီတဲ့နေ့မှုကင်းဆရာဝန်နဲ့ပြပြီးမှဆေးရုံစင်လက်မှတ်ထိုးပြီးမှတဲ့နင်ဦးလေးလည်းပစ္စည်းတွေတိတ်ထားပြီးပြီ။ကဲပြန်ကြရအောင်။ဖြည်းဖြည်းရှောင်းတော့နှင်းစီခေါင်းကြီးကိုတိတ်ငုံမထားနဲ့တော်ကြခေါင်းမူးနေမှာစိုးလို့ဒေါ်မြပွင့်ကသူမကိုလက်တွဲရင်းနဲ့အိမ်ပြန်ဖို့အခန်းပြင်ကိုရှောက်ခဲ့ကြပါတယ်။သူတို့ရဲ့အခန်းတစ်ခန်းကျော်ကထွက်လာတဲ့တန်တွန်းလဲအတန်ကြောင့်သူတို့3ယောက်သာခြေလန်းတုံသွားပြီးကြီးလိုက်မိပါတယ်။အဲ့ဒီအခန်းကအမျိုးသမီးကနင်းနဲ့တစ်ချိန်နဲ့ရောက်လာတဲ့သူပေါ့။ဆိုင်ကယ်မှောက်တာလေအချီနီမကောင်းဘူးဟဲ့။သူ့အိမ်သားတွေကစွပ်ပြန်ခေါ်ကြတာစိတ်မကောင်းစရာပါ၏။ဆေးရုံရှိစင်ဝင်ရောက်ကိုရောက်တဲ့အခါမှာတော့ဦးလေးဖြစ်သူဦးသက်မောင်ကားသွားယူတဲ့အတွက်မနှင်းစီတို့ရက်ပြီးတော့စောင့်နေပါတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ကယ်မောက်လို့ဆေးရုံရောက်လာတဲ့အမျိုးသမီးကြီးရဲ့တွန်းလဲကလည်းရောက်လာတယ်။လူနာတင်လဲနဲ့အတူအိမ်သားဖြစ်ဟန်တူတဲ့အမျိုးသမီး3ဦးလည်းပါလာကြတယ်။သူတို့လည်းမနှင်းစီတို့လိုပဲကားလာကိုစောင့်နေကြတာထင်တယ်။ရုတ်တရက်ဆိုသလိုတွန်းလဲပေါ်ကလူနာရဲ့လက်တစ်ဖက်ကဘေးကိုဆန့်ဆန့်ကြီးကျလာတယ်။လူနာရှင်အမျိုးသမီးတယောက်ကဓာကိုမြင်တွေ့ပြီးတော့မျက်လုံးပြူးသွားတယ်။အဲ့ဒီအမျိုးသမီးကအထိတ်တလန့်နဲ့လူနာရဲ့ရင်ဘတ်နာကိုကပ်ပြီးတော့ကြည့်ရှုလိုက်တယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့အတန်ကဆေးရုံဝင်ပေါင်းမှာဟိမ့်ထွက်သွားပါတယ်။အမလီကိုချိုးနေပါပြီတော့ငါအမအသက်မရှိတော့ဘူး။ကဲကြပါအောင်ဆရာတို့ဆရာမတို့ရဲ့အဲ့ဒီအတန်ကြောင့်မနှင်းစီကလူနာလဲစီကိုသတိထားပြီးတော့ကြည့်သွားမိပါတယ်။အနီရောင်ပါတိတ်ထမိန်ဝတ်ထားတဲ့လူနာအမျိုးသမီးကြီးအဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုကြည့်ရင်းနဲ့
မန်နင်းစီတယောက်စောက်တီရမဲမတက်တုံလှုပ်သွားရှာပါတယ်တုံလုံးစိမ့်နဲ့အတူခေါင်းထဲမှာမိုက်ကနေဖြစ်ပြီးတော့ဟန်ချက်ပြတ်သွားမိတယ်ဟဲ့နှင်းစီဘာဖြစ်တာလဲခေါင်းမုတ်လို့လားရရလားယင်အတော်ဖြစ်သူကသူမရဲ့ခါးကိုဖတ်ပြီးတော့စိုးရိမ်တကြီးမေးလိုက်ပါတယ်မန်နင်းစီကအထိတ်တလန့်ပုံနဲ့အဲ့ဒီအမျိုးသမီးကိုလက်ညှိုးထိုးရင်းရေရွတ်လိုက်မိတယ်သူပဲကြီးရဲ့နှင်းစီကိုဟိုနည်းညကရောက်လာတာပြီးတော့အခုနကလည်းအိမ်သားထဲမှာစုံခဲ့သေးတယ်နှင်းစီကြောက်တယ်ဒေါ်မြပွင့်ကမန်နင်းစီရဲ့အမူအရာကြောင့်နားမလည်နိုင်အောင်ဖြစ်သွားရှာပါတယ်ဘလို့သူနဲ့စုံခဲ့တယ်ဟုတ်လားမဖြစ်နိုင်လိုက်တာနှင်းစီရဲ့သူ့ဟာသူတော်မှအောက်ဆီဂျင်တစ်ချိန်လုံးပေးထားရတဲ့ဟာညီးနဲ့တွေးခဲ့တယ်ဆိုတာဘလို့မှမဖြစ်နိုင်ဘူးတတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့သူကဘလို့လုပ်ပြီးတော့နှင်းစီကိုလာနိုင်မှလဲရှောက်ပြောမနေနဲ့အခုပဲကြည့်ပါလားဆုံးသွားပြီထင်တယ်သူ့ရဲ့အိမ်သားတွေအော်ဟစ်ငိုယိုးနေကြတာဟောဟိုမှာကားလာပြီလာသွားကြရအောင်ဤမန်နင်းစီတယောက်ဆေးရုံကဆင်းလာပြီဖြစ်တာကြောင့်တအိမ်သားလုံးပျော်ရွှင်နေကြပါတယ်အတော်ငယ်ကတူမဖြစ်သူနေပြန်ကောင်းလာတဲ့အတွက်ဟော့ပေါ့ကိုကိုယ်တိုင်လှုပ်ကြည့်တယ်ညစာဟော့ပေါ့စားနေရင်အတော်ငယ်ဒေါ်မြခက်ကပြောပါတော့တယ်အမလီနှင်းစီတို့များငါ့ကိုအတော်ဒုက္ခပေးတယ်ငါမှသွေးပေတဲ့ဆောင်းနေအနှွေးတွေလျှော်လိုက်ရတာလက်ကိုပြုတ်ထွက်မတတ်ပဲယာတီဥတုကလည်းတိတ်အေးနေတော့ငါမှလက်တီဆိုရင်ထုံကျင်ပြီးတော့ကြိုက်ခဲနေတာပဲဟိပြီးတော့ဒေါ်မြခက်ကအသားအစုံနဲ့ပြုတ်လုထားတဲ့ဟော့ပေါ့ကိုမြိန်ရှက်စွာစားတော့လိုက်ပါတယ်စားတော့ရင်နဲ့သူမရဲ့မျက်လုံးအကြီးကမနှင်းစီကိုရောက်သွားပါတယ်မီးအပူပေးထားတဲ့အိုးတွေကအသားတွေကိုပဲပဲနေနေခတ်ထင်နေတဲ့မနှင်းစီပါဟဲ့နှင်းစီနင်ဘာတွေလုပ်နေတာလဲနင်ခတ်ထင်နေတာဝတ်သားတွေလေနင်မချီလီကြောင်းသားမစားတဲ့ဟာဒေါ်မြခက်ရဲ့အလံတကြားအော်တန်းကြောင့်ဒေါ်မြပွင့်ကဝင်ပြီးတော့ပြောပါတယ်အိုးဝတ်သားစားတော့လေဘာဖြစ်လဲအငယ်ရဲ့နှင်းစီကဒီအချိန်မှာသွေးရောကောင်းဖို့လိုအပ်တယ်သွေးထွက်လွန်သားတယ်မလားဟဲ့နင့်တူမစားကျင်တာစားစီမနှင်းစီကတော့အတော်ကြီးအတော်ငယ်တို့ရဲ့စကားတွေကိုမသိတဲ့ပုံစံနဲ့အစားကိုပဲအငမ်းမရစားတော့ပစ်လိုက်တယ်မိုးချုံမှစားတော့တာဖြစ်တဲ့အတွက်သူမတို့ကိုစားတော့ပြီးချိန်မှာတော့အချိန်ကည9 နာရီကျော်နေပြီစောစောအိယာဝင်တတ်တဲ့တောင်ကြီးမျိုးရဲ့ထုံးစံအတိုင်းမနှင်းစီနဲ့ဒေါ်ကြီးဆုံးကနိုင်ဝက်လောက်အကြာမှာအိယာဝင်ခဲ့ကြတယ်တိုင်ကက်နိုင်ကြီးရဲ့တချောက်ချောက်အတန်နဲ့အချိန်ကလည်းတရွေ့ရွေ့ရှားသွားပါတယ်12 နာရီရောက်လို့နိုင်ကြီးစီကနေအတန်ကြားလိုက်ရတဲ့အချိန်မှာတော့အိပ်ပျော်နေတဲ့မနှင်းစီတယောက်တစုံတယောက်ကလှုပ်နိုးတဲ့ပုံစံမျိုးစက်ကနေပဲလန့်နိုးသွားတယ်ဘေးကိုကြည့်လိုက်တော့အတော်အကြီးဆုံးဒေါ်မြပွင့်ကအိမ်မောကျနေရှာတယ်သူမရဲ့ကိုယ်ပေါ်ကဆောင်းထူကြီးကိုခွာချရင်ဂရင်အောက်ကိုဆင်းလိုက်တယ်သူမရဲ့ခြေလမ်းတွေကတော့အိမ်တကမာကြီးရှိတဲ့ဘက်ကိုဥတီသွားပြီးဂျက်ကိုဖွင့်လိုက်တယ်ပြီးတော့ခြံတကားတော့ကိုလည်းဖွင့်လိုက်ပြန်တယ်တိုက်ရင်ကြီးရဲ့ဘေးမှာရက်ထားတဲ့ကားပေါ်ကိုတက်ပြီးကားကိုဆက်နှိုးလိုက်တယ်ကားဆက်နှိုးတဲ့အတန်ကြောင့်ဒေါ်မြပွင့်လည်းလန့်ပြီးတော့နိုးသွားတယ်ဟာနှင်းစီမရှိပါလားအပြင်မှာလည်းကားဆက်နှိုးတန်ကြားနေရတယ်မဖြစ်ဘူးအတွေးတွေနဲ့ဒေါ်မြပွင့်လည်းလူးလေပြီးတော့ထားလိုက်မိတယ်အိမ်ပြင်ထွက်ပြီးကားနားကိုရောက်တော့ဟဲ့နှင်းစီဒါဘယ်သွားမလို့လဲဘာလုပ်တာလဲကားဘေးကိုရောက်လာပြီးစိုးရိမ်တကြီးမိတဲ့အတော်များပွင့်ကိုမနှင်းစီကတစ်ချက်မှမကြည့်ပဲအေးဆက်ဆက်အတန်နဲ့ပြန်ဖြေလိုက်တယ်အိမ်ထဲမှာမနေချင်ဘူးအပြင်မဲထွက်ချင်တယ်အပြင်သွားမယ်မနှင်းစီရဲ့အပြောကြောင့်ဒေါ်များပွင့်တယောက်မျက်လုံးပြူးသွားရှာတယ်ဘာဘလို့အပြင်သွားမယ်ဟုတ်လားဒီလိုတကောင်ချိန်ကြီးနင်ဘယ်တော့ကအပြင်ထွက်ရလို့လဲနှင်းစီရဲ့ဒါမိန်းကလေးတွေထွက်ချိန်မဟုတ်ဘူးဟဲ့လာအိမ်ထဲဝင်ရအောင်အပြင်မှာတိတ်အေးနေတယ်ဒေါ်မြပွင့်ကမနှင်းစီကိုကားတကားဖွင့်ပြီးတော့ဆွဲထုတ်လိုက်တယ်မနှင်းစီလည်းစူပုတ်ပုတ်မျက်နှာနဲ့ဒေါ်မြပွင့်ရဲ့လက်ထဲကိုပါသွားရှာပါတယ်အာကနေအော်လိုက်တဲ့အတန်နဲ့ကြီးကြောင်မနှင်းစီတို့တိမ်သားလုံးတုန်လှုပ်သွားကြပါတယ်အတန်လာရစီကိုအပြေးလွှားသွားကြည့်တော့ရေချိုးကမ်းဘက်ကပါသူတို့ရေချိုးကမ်းဘက်ကိုရောက်သွားတဲ့အချိန်မှာတော့မြင်လိုက်ရတာက9 နှစ်အရွယ်တူမလေးအေးချမ်းပါအေးချမ်းကအတော်ငယ်များခက်ရဲ့တယောက်တည်းသောသမီးလေးအေးချမ်းဘာဖြစ်တာတော့အိမ်သားတွေအားလုံးမနှင်းစီအပါအဝင်အလင်းစလိုပဲမေးလိုက်ကြပါတယ်အေးချမ်းကတော့မျက်လုံးပြူးမျက်စံပြူးနဲ့ပြန်ဖြေပါတယ်သမီးရေချိုးဖို့လုပ်နေတော့ရေချိုးခန်းရှိကနေမိန်းမတယောက်ဖြတ်သွားတယ်သူကသပင်းအရှိကြီးပဲဒါပေမဲ့ကိုမပါတဲ့ခေါင်းပြက်ကြီးအေးချမ်းတယောက်ကရုံကရင်နဲ့ပြောရင်းငိုချလိုက်ပါတယ်ဖျားရီခေါင်းပြက်ကြီးဟုတ်လားအဲ့ဒီစကားကအိမ်သားတွေအားလုံးဗျိုင်းတူမေးလိုက်မိတဲ့စကားပါဒေါ်မြပွင့်ကဖျားစင်မှာရှိတဲ့ပရိတ်ရီပလင်းကိုသွားယူပြီးအကြောက်လွန်နေတဲ့အေးချမ်းကိုတိုက်လိုက်ပါတယ်ဒီအိမ်မှာဘာမကောင်းဆိုးရမှမရှိပါဘူးဘာမှမဟုတ်ဘူးသူနေ့လေကတရေကားတွေထိုင်ကြည့်နေတာအလကားလူတွေကိုခြောက်ချောင်းအောင်လုပ်နေတယ်သွားအိတ်ချီတော့
အတော်ငယ်ကသမီးဖြစ်သူကိုမန်မဲရင်းနဲ့အိတ်ခမ်းထဲကိုဆွဲခေါ်သွားပါတယ်။မနှင်းစီတို့လည်းကိုယ့်အခန်းကိုပြန်ဝင်ခဲ့ကြတယ်။နာယီတန်ကသာတချောက်ချောက်နဲ့သွားနေတာပါ။မနှင်းစီတယောက်ကတော့အိတ်ယာပေါ်မှာဘဲညာလဲရင်းနဲ့အိတ်မရနိုင်ဘူး။စိတ်ထဲမှာအပြင်းမဲ့တိတ်ထွက်နေမိတယ်။ဦးကောင်းချုပ်ရိုးစီကနေတဆစ်စစ်နာကျင်တာကြောင့်ဒဏ်ရာမရှိတဲ့ဘက်ကိုလှည့်ပြီးတော့အိတ်ရတယ်။အတော်ကြီးများပွင့်ကတော့အိမ်မောကျနေပြီ။ဘိုက်ထဲကစားသလိုရှိတာနဲ့မိဖို့ကမ်းဘက်သွားပြီးဆက်သားကြောက်တီစားပစ်လိုက်တယ်။မိဖို့ကမ်းထဲကနေအိတ်ခန်းစီပြန်လာမှာတော့သူမရဲ့အခန်းထဲဝင်သွားတဲ့အရေးတစ်ခုကိုရိတ်ခနဲပဲတွေးလိုက်ရတယ်။ဒီအချိန်ကြီးဘသူများအခန်းထဲဝင်သွားပါလိမ့်။အဲ့ဒီအတွေးနဲ့အတူသူမလည်းခက်သွက်သွက်ရှောက်သွားလိုက်တယ်။အခန်းထဲရောက်လို့ကြည့်လိုက်တော့ဘသူမှမရှိဘူး။ဟဲ့နှင်းစီနင်ဘာလုပ်နေတာတော့ဘယ်သွားပြန်ပြီလဲ။ဒေါ်မြပွင့်ကနိုးလာပြီးတော့လှမ်းမိလိုက်ပါတယ်။မနှင်းစီကအခန်းထဲကိုမျက်လုံးဝိကြည့်ရင်းနဲ့ပြန်ဖြေတယ်။ဘိုက်စာလို့ထတာကြီးရဲ့အခန်းထဲကိုဝင်သွားတဲ့အရေးတွေးလိုက်လို့ရှားနေတာ။ဘသူမှဝင်မလာပါဘူးနှင်းစီရဲ့နင်ဘာတွေမြင်နေတာလဲ။9 နာရီတောင်ထိုးတော့မယ်အခုထိမအေးသေးဘူးလား။လာခဲ့အိတ်တော့ဒေါ်မြပွင့်ကသူမကိုအိတ်ရပေါ်ဆွဲတင်ပြီးစောင်းချုံပေးလိုက်ပါတယ်။မနှင်းစီလည်းအိတ်ပျော်အောင်အိတ်ဖို့ကြိုးစားလိုက်ရတယ်။တဖြည်းဖြည်းနဲ့သူမရဲ့မျက်လုံးတွေမှိတ်ဆင်လာတယ်။နိုးတဝက်အိတ်တဝက်ဖြစ်နေချိန်မှာဂရင်ကြီးကစက်ကနေလှုပ်သွားတယ်။လူရိတ်တစ်ခုကဂရင်ရဲ့ခြေရင်းကနေတရွေ့ရွေ့သွားနေတယ်။သူမနာရောက်တော့ရက်သွားပြီးသူမကိုစူးစိုက်ကြည့်နေတယ်။သပင်ဖားရချပြီးတော့အင်ကြီးလက်ပြက်နဲ့မိမတယောက်အဲ့ဒီမိမရဲ့မျက်နှာကြီးကသူမရဲ့မျက်နှာနာကိုတိုးကပ်လာပြီးတကူလုံးကိုယ်ထဲကိုဖောက်ဝင်သွားတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒီခံစားမှုကြောင့်သူမလည်းစက်ကနေတုံသွားပြီးတော့လန့်နှူသွားတော့တယ်။အမနှင်းရီဒီမှာကြည့်ပါဦး။ညီမဝမ်ခွဲစိန်ကြီးကနှင်းစီရှိရာကိုလာပြီးတော့သူ့ဖုန်းကိုပြပါတယ်။ဒီ software လေးမိုက်တယ်ဟာနင်းဖုန်းပေးလေငါထည့်ပေးမယ်။ဟာဘာမှမထည့်ချင်ဘူးငစိန်ဟာအေးအေးဆေးဆေးနေပြစီ။စိန်ကြီးကမနှင်းစီရဲ့ဟန်ဆက်ကိုလှမ်းယူလိုက်ပါတယ်။ Ghost Radar ဟာကိုနားမှာတရေရှိလားမရှိလားဆိုတာသိနိုင်တယ်။နင်းဖုန်းထဲကိုထည့်ပေးမလို့ဘလို့တရေရှိတာကိုသိနိုင်တယ်ဟုတ်လားဖြစ်နိုင်မှာမလားဟာစိန်ကြီးကလည်း software ကိုထည့်ပေးရင်ပြန်ပြောပါတယ်အင်းလီမယုံရင်စမ်းကြည့်ပေါ့ GPS ကိုအရင်ဆုံးဖွင့်လိုက်ပြီးတော့ဒီမှာလီအဆက်ဝိုင်းလေးတွေအယောင်နဲ့ခွဲထားတာဟာအစိမ်းရောင်ကအင်အားနဲ့တယ်အပြာရောင်ကအလဲအလက်အနီရောင်ကတော့အင်အားအကြီးဆုံးပဲလီမနှင်းစီအရန်ကိုစိတ်ဝင်စားသွားပါတယ်အဲ့ဒါကြောင့်ဖုန်းကိုယူပြီးတော့ကြည့်လိုက်မိတယ်ဖုန်းစခရင်မှာပေါ်နေတဲ့ဆက်ဝိုင်းကြီးပါဆက်ဝိုင်းကြီးရဲ့အလဲကိုနှိပ်လိုက်တဲ့အခါမှာတော့တီနဲ့အတန်လေးမြည်လာပါတယ်ခဏလေးအတွင်းမှာပဲဆက်ဝိုင်းကြီးရဲ့အတွင်းမှာအပြာရောင်အဆက်လေးကတလုံးလုံးနဲ့ပေါ်လာတယ်ဟာအမနင်ပြီးမှတရေရှိနေပြီတွေ့လားအပြာရောင်ဆက်လေးငါမနေရဲတော့ဘူးကြောက်စရာကြီးဟာစိန်ကြီးကလန့်ဖြန့်ပြီးတော့အနားကနေပြေးထွက်သွားပါတယ်နင့်ဟာကဟုတ်ကောဟုတ်ရဲ့လားဟဲ့ငါတော့မဖြစ်နိုင်ဘူးလို့ထင်တယ်သူမရဲ့စကားကြောင့်စိန်ကြီးကအိမ်မောဝါကနေလှမ်းပြီးတော့အော်ပါတယ်ငါဖုန်းထဲကဟာဖွင့်ပြမယ်နင်မယုံရင်လာကြည့်လေနင်ဖုန်းကြီးတော့ယူမလာနဲ့မနှင်းစီလည်းထသွားလိုက်ပါတယ်ဟာငါထဲမှာလည်းအပြာဆက်လေးပေါ်နေပါလားနေအောင်ငါစမ်းကြည့်အောင်မယ်စိန်ကြီးကမနှင်းစီနဲ့ဝေးရကိုထထွက်သွားပါတယ်ဟုတ်တယ်မနှင်းရဲ့နင်နားမှာတရေရှိတာသိကြတယ်ငါနင်နာကခွာလိုက်တော့ရေဒါမှာဘာအဆက်မှမရှိတော့ဘူးအံ့ဩစရာကြီးဟာစိန်ကြီးကအဲ့လိုပြောပြီးအငိမ့်မနေပဲဒေါ်မြပွင့်ကိုသွားပြောပါတယ်ဒေါ်မြပွင့်တယောက်လည်းမျက်မှောင်ကျုပ်သွားတယ်ညီးရဲ့ဆော့ဝဲကတေချာလူလာ၏ကြံကြံဖန်ဖန်တရေရှာတဲ့ဆော့ဝဲတဲ့နှင်းစီရဲ့နားမှာတရေကဘာလို့ရှိရမှာလဲအဲ့ဒီလိုပြောတဲ့အချိန်မှာပဲမိဖို့ခံဘက်ကနေဒေါ်မြခက်တယောက်ထွက်လာပါတယ်အမကြီးမိဖို့ခံမှာငါထားတဲ့ဆက်သားကြောက်တွေမရှိတော့ဘူးနင်ဘယ်မှာပြောင်းထားလိုက်သေးလဲဟာငါဘာမှမလုပ်ပါဘူးဟဲ့တေချာရှာကြည့်ပါဦးဆက်သားကြောက်တွေအများကြီးပဲဟာရှိမှာပါ ਈ သူတို့နားကိုရောက်လာတဲ့မနှင်းစီကဓာကိုကြားသွားပါတယ်အော်နှင်းစီဟိုနေ့ညကဗိုက်တာအားစာလို့စားလိုက်မိတယ်အနည်းငယ်ရဲ့ဈေးရောက်တော့မှပဲပြန်ဝယ်ပေးမယ်နော်သူမရဲ့ပြောကြောင့်ဒေါ်မြပွင့်ရောဒေါ်မြခက်ပါမျက်လုံးတွေပြူးကျဲသွားပါတယ်ဘာဘလို့ဆက်သားကြောက်တွေကိုနင်းစားပစ်လိုက်တယ်ဟုတ်လားအင်းလီဘာဖြစ်လို့လဲအနည်းငယ်ရဲ့ပြန်ဝယ်ပေးပါမယ်ဆိုနင်တကယ်ကြီးစားပစ်လိုက်တာလားအဲ့ဒါကအစိမ့်နေလေးနှင်းစီရဲ့ဒေါ်မြပွင့်တယောက်လည်းမယုံနိုင်စွာမေးလိုက်ပါတယ်ဟာဘဲကအစိမ့်ရမှာလဲဖုတ်ပြီးသားတွေပါကြီးရဲ့ဗိုက်စာလုံးလုံးစားပစ်လိုက်တာအားလုံးကုန်သွားတယ်စားလို့သိပ်ကောင်းတာပဲနှင်းစီရေသွားချိုးလိုက်အောင်မယ်နော်မနှင်းစီထွက်သွားတဲ့အခါမှာတော့ဒေါ်မြပွင့်တို့ညီမနှစ်ယောက်တယောက်မျက်နှာကိုတယောက်ကြည့်လိုက်မိပါတယ်နှင်းစီဘာဖြစ်နေတာလဲ
စီးရုံကဆင်းပြီးကလေးကလူပုံစံကြည့်ရတာငုံငုံငိုင်ငိုင်နဲ့အသားကြောက်စိမ့်နေလေဒီတိုင်းစားတယ်တခုခုတော့ဖြစ်နေပြီထင်တယ်အမကြီးရေဒေါ်မြခက်ကအမဖြစ်သူကိုမျက်နှာမသားမရနဲ့ပြောလိုက်ပါတယ်ဟုတ်တယ်ငယ်ငါစိတ်ထဲမှာလည်းတမျိုးကြီးဖြစ်နေတယ်ဟိုနင်းညာကလည်းညတကောင်ကြီးကားဆက်နှုတ်ပြီးတော့အပြင်ထွက်မလို့လုံနေတာငါမနှဲပြန်ခေါ်ခဲ့ရတယ်နှင်းစီနဲ့ပတ်သက်ပြီးငါစိတ်ထဲမှာလေးနေပြီအငယ်ရဲ့အချိန်ကည7:00 နာရီကျော်နေပါပြီပတ်ဝန်းကျင်တစ်ခုလုံးအေးတက်ကြီးစိုးနေတယ်လို့တိတ်ဆိတ်မှုကလည်းမဲမှုနေပါတယ်အဲ့ဒီအချိန်မှာပဲဒေါ်မြပွင့်တို့အိမ်ထဲကနေဝုံဝုံတိုင်းတိုင်းအတန်တွေထွက်ပေါ်လာတယ်အဲ့ဒီအတန်ကြောင့်ဒေါ်မြပွင့်တို့တိမ်သားလုံးလန့်နိုးသွားကုန်ကြတယ်အတန်ကစိန်ကြီးရဲ့အခန်းထဲကထွက်ပေါ်နေတာမလို့သူတို့အားလုံးအဲ့ဒီနေရာကိုရောက်သွားကုန်တယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့အားလုံးမျက်လုံးတွေပြူးသွားကြတယ်မနှင်းစီနဲ့စိန်ကြီးကအခန်းထဲမှာလုံးထွေးတပ်ပုတ်နေကြပါတယ်ဟဲ့ဒါကဘလို့ဖြစ်နေကြတာတော့အချိန်မတော်ကြီးကိုစိန်ကြီးကငိုကြီးချမ်းမနဲ့ပြောပါတယ်အမနှင်းစီပေါ့သမီးအိတ်နေတာကိုလာပြီးတော့ပြဿနာရှာတာသူ့ကိုလည်းဘာမှမလုပ်ဖ ೇನೆ ဟိုတလောကအနှွေးတဲ့တထဲကိုသူ့ဟာသူသမီးကိုပေးခဲ့တာအဲ့ဒါအခုသမီးခိုးဝစ်တယ်ဆိုပြီးတော့ပြဿနာလာရှာတာမနှင်းစီကဒေါသတကြီးပုံစံနဲ့စိန်ကြီးကိုစူးစူးရဲရဲကြည့်ပြီးနင်တို့နဲ့နေရတာတိတ်ဆိတ်ပြတ်ဖို့ကောင်းတယ်မနေဘူးဒီအိမ်မှာမနေဘူးလို့အော်ဟစ်ရင်အိမ်အပြင်ဘက်ကိုပြေးထွက်သွားပါတယ်အိမ်သားတွေဓာတ်စီးချိန်မရလိုက်စင်မှာပဲမနှင်းစီတယောက်ကားမောင်းပြီးတော့ထွက်သွားတယ်ဟာဒုက္ခပါပဲနှင်းစီကထွက်သွားပြန်ပြီတက်မောင်နင်းဆိုင်ကနဲ့အမြန်လိုက်သွားစမ်းနှင်းစီကခေါင်းကချုပ်ယူတော့ဖြီရသေးတာမဟုတ်ဘူးဟဲ့သွေးစိမ့်ရှင်ထွက်သွားတာမြန်လိုက်စမ်းဒေါ်မြပွင့်ရဲ့ပြောစကားကြောင့်ဦးလေးဖြစ်သူဦးသက်မောင်ကဆိုင်ကယ်ထုတ်ပြီးတော့လိုက်သွားရပါတယ်အမနင်းဘာဖြစ်နေတာလဲမသိဘူးသူ့ကိုကြည့်ရတာတရေကက်နေတယ်လို့ပဲကြောက်ဖို့ကောင်းတယ်ဘာမှမဟုတ်ဘဲနဲ့လာပြီးပြဿနာရှာတာမနေ့ကလည်းဖုန်းထဲကဆော့ဝဲနဲ့ကြည့်တော့သူ့ရဲ့နားမှာတရေတကောင်ရှိနေတယ်စိန်ကြီးရဲ့စကားကိုဒေါ်မြခက်ကဝင်ပြီးတော့ထောက်ခံပါတယ်ဟုတ်တယ်မကြီးနှင်းစီကိုငါတို့ပိုးဦးဆရာကြီးနဲ့ပြမရတော့မယ်ငါသမီးအေးချမ်းဟိုနေ့ကတွေ့တာနှင်းစီမှာကတ်နေတဲ့တရေမှာပဲဖြစ်ရမယ်အိမ်ထဲမှာမကောင်းဆိုးဝါးရှိနေတာလုံးဝမဖြစ်သင့်ဘူးဒေါ်မြပွင့်ကလည်းပြန်ပြီးတော့ပြောလိုက်ပါတယ်အေးပါမနှက်ကြရင်တော့နှင်းစီကိုပိုးဦးဆရာကြီးစီခေါ်သွားရမယ်ငါစိတ်ထဲမှာလေးနေတာတွေတကယ်ဖြစ်လာပါလားအချိန်မီပါစေလို့ပဲဆုတောင်းရမှာပဲအတော်ငယ်ဒေါ်မြခက်ကဟန်ဖုန်းယူပြီးတော့ဦးသက်မောင်စီကိုလှမ်းဆက်ကြည့်ပါတယ်ဟာတက်မောင်ကလည်းဖုန်းမကင်ဘူးဆိုင်ကယ်မောင်းနေလို့ထင်တယ်နှင်းစီကိုရှာတွေးပါမလားမသိဘူးငါတိတ်ကိုစိတ်ပူနေပြီအဲ့ဒီညကဒေါ်မြပွင့်တို့ညီမနှစ်ယောက်လုံးနှင်းစီရဲ့အတွက်ပူပန်စိတ်နဲ့အိတ်မရနိုင်အောင်ဖြစ်သွားရှာပါတယ်မနက်ခင်း3 နာရီလောက်မှာတော့အိမ်ရှိကကားဟွန်းတီးတန်ကိုကြားလိုက်ရတယ်ဒေါ်မြပွင့်တို့လည်းစိတ်လှုပ်ရှားသွားပြီးခြံတကားကိုအပြေးလွှာသွားဖွင့်ကြတယ်ကားကိုခြံထဲထိုးပြီးတဲ့အခါမှာမနှင်းစီကဦးလေးဖြစ်သူနဲ့အတူကားပေါ်ကနေဆင်းလိုက်တယ်ဟဲ့တက်မောင်နှင်းစီကိုဘယ်ကနေပြန်တွေးခဲ့တာလဲနင်းတို့ကြလို့ငါတို့ကစိတ်ပူနေတာကြီးတို့ဘာဖြစ်နေတာလဲနှင်းစီကဘာဖြစ်လို့လဲဟင်နှင်းစီဓာတ်အိတ်ချင်နေတယ်နှင်းစီရဲ့အပြောကြောင့်ဒေါ်မြပွင့်တို့ပုံမူပြီးတော့အံ့အားသင့်သွားပါတယ်ဒေါ်မြပွင့်ကမျက်လုံးနဲ့မေးစင်နေတဲ့နှင်းစီကိုကြည့်ရင်ပြန်ပြောလိုက်ပါတယ်အော်အေးသွားအိတ်လိုက်တော့လေနှင်းစီပြီးတော့မှပဲကြီးလာခဲ့မယ်နော်နှင်းစီအိမ်ပေါ်တက်သွားတဲ့အခါမှာဦးသက်မောင်ကပြောပါတယ်အမကြီးရဲ့တူမကတကယ်မလွယ်တာပဲဗျကျွန်တော်တမျိုးလုံးကိုလိုက်ရှာတာသူ့ကိုလုံးဝမတွေ့ဘူးစိန်စည်းုံဘက်ရောက်တော့စိတ်ထဲထင်နေတာနဲ့မထူးပါဘူးအဲ့ဒီဘက်သွားကြည့်မယ်ဆိုပြီးတော့သွားကြည့်တာအမကြီးရဲ့တူမကလေမိဘုံကွင်းရဲ့ကားပါကင်မှာကားရက်ပြီးတော့အိပ်ပျော်နေတာကျွန်တော်လည်းသူ့ကိုနှိုးပြီးတော့ဆိုင်ကယ်ကိုထားပစ်ခဲ့ရတယ်တွေးလို့ကိုမရဘူးဗျာဒီလိုအချိန်ကြီးလူသူပြတ်တဲ့မိဘုံကွင်းနဲ့ဘာသွားလို့လဲဆိုတာဒေါ်မြပွင့်တယောက်ကတော့ရင်ဘက်ကိုဖိမိလိုက်ပါတယ်ဖះမိဘုံကွင်းထဲမှာသွားအိမ်နေတယ်ဟုတ်လားကံကောင်းလို့လူဆွဲမခံရတာတော်သေးတာပေါ့ဟာနင်းရောက်သွားပြီလို့မဟုတ်ရင်တော့မတွေးရဘူးကဲပါမကြီးရဲ့အချိန်လဲမိုးလင်းတော့မယ်နားလိုက်ပါတော့မိုးလင်းမှပဲပြောထားတဲ့အတိုင်းလောက်ကြတာပေါ့ခြံထဲမှာလည်းတိတ်အေးနေပြီအိမ်ထဲကိုဝင်ကြရအောင်နော်ဒေါ်မြခက်ကအဲ့လိုပြောရင်းနဲ့စိတ်ပန်းလူပန်းဖြစ်နေတဲ့အမဖြစ်သူကိုဆွဲခေါ်သွားလိုက်တယ်အဲ့ဒီနေ့မနက်8 နာရီကျော်လောက်မှသူတို့တိမ်လုံးအိယာနိုးကြပါတယ်မနက်စာစားချိန်ရောက်တဲ့အခါမှာတော့မနှင်းစီကဝက်သားနဲ့မုံညင်အစောဟင်းကိုမိန်ရှက်စွာစားတော့နေတယ်ခြေလေးချောင်းသားမစားတဲ့သူကဝက်သားအစောကိုစားတဲ့အတွက်အိမ်မှာရှိတဲ့လူတွေအလုံးသူ့ကိုငေးဆိုင်ပြီးတော့ကြည့်နေကြပါတယ်ဒေါ်မြပွင့်ကစိတ်မသက်မသာပုံစံနဲ့တပ်ပြင်းကိုအသာချရင်းတစုံတစ်ခုကိုသတိရသွားတယ်ဒီနေ့နှင်းစီကဆေးရုံသွားပြီးတော့ဆေးထည့်ရမှာနော်စားတော့ပြီးရင်သွားကြရအောင်ပြီးတော့ဝက်ပြားဘက်လည်းသွားရအောင်မယ်မနှင်းစီကစားနေရကနေမျက်လုံးလှန်ကြည့်ပါတယ်ဝက်ပြားဘက်ကိုသွားမယ်ဟုတ်လား
ဘာသွားလို့မလို့လဲကြီးရဲ့ကိစ္စလေးရှိလို့ပေါ့နင်းစီရဲ့စေးယုံသွားရင်နဲ့တခါတည်းဝင်လိုက်မလို့လေပရူပေါကားဖြူလေးကဆက်ဆန်ထွန်းစေးယုံကြီးရဲ့ကားပါကင်မှာရပ်တန်းလိုက်တယ်ကားမောင်းပို့ပြီးတဲ့ဦးသက်မောင်လည်းကားပေါ်မှာကြံရစ်ပြီးတော့ဒေါ်မြပွင့်တို့ညီမနဲ့မနှင်းစီကစေးယုံကြီးတွေကိုဝင်သွားပါတယ်စေးထဲခန်းကိုရောက်တော့စေးထဲတဲ့လူနာရှိနေတဲ့အတွက်သူတို့ခုံတန်းလေးမှာထိုင်ဆောင်နေရတယ်ဒေါ်မြပွင့်ကဘေးခုံမှာထိုင်နေတဲ့လာသားအရွယ်လေးနဲ့အမျိုးသမီးကိုသတိပြုသွားမိတယ်အဲ့ဒီလာသားကလေးလေးရဲ့မျက်လုံးတစ်ဝိုက်နဲ့ပါးပြန်မှာဒဏ်ရာကြီးတွေရှိနေတာကြောင့်မေးမိပါတယ်ကလေးကဘာဖြစ်တာလဲတနာစရာကွယ်ဒဏ်ရာတွေနဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာမှာယူကျုံမရနိုင်တဲ့အရေးတွေရှက်တန်းသွားပါတယ်ပွဲရက်ကလေကျမတို့ဈေးရောက်တဲ့တဲဘော်ကိုမိကြီးကြားခဲ့တယ်ကလေးနှစ်ယောက်ကတဲထဲမှာအိပ်ပျော်နေတော့ကလေးတွေမိကြီးထိသွားကြတာရှင်ကလေးအမေရဲ့စိုးနှင်းနဲ့အတန်းကြောင့်ဒေါ်မြပွင့်တယောက်စိတ်မကောင်းဖြစ်သွားမိတယ်စိတ်မကောင်းလိုက်တာမိန်းကလေးရဲ့ကြံတဲ့ကလေးကရောကျမ်းမာရဲ့လားဒေါ်မြပွင့်ရဲ့အမေကြောင့်အဲ့ဒီမိန်းကလေးကမျက်ရည်ပေါက်ကနေကျလာပါတယ်ဒါကသားငယ်လေးပါသားကြီးက9နှစ်ပဲရှိပါသေးတယ်အဲ့ဒီညမိကြီးတွေမိစားတွေမှန်ပြီးတော့ပွဲကင်းထဲမှာပဲဆုံးပါခဲ့ရပါတယ်ရှင်ဒေါ်မြပွင့်တို့ညီမလည်းစိတ်မကောင်းလွန်းတဲ့အတွက်ဟင်ကနေပဲဗျိုင်းတူရေရွတ်လိုက်မိပါတယ်ငင်းငင်းကြီးထိုင်နေတဲ့မနှင်းစီကရုတ်ချီးဆိုသလိုပဲဒေါ်မြပွင့်တို့ထိုင်ရဘက်ကိုစက္ကနဲခေါင်းလှည့်လာတယ်ဒေါ်မြပွင့်ရဲ့ဘေးမှာကအဲ့ဒီကလေးအမေထိုင်နေတာလေသူမသိပါဘူးအမကြီးရဲ့အမကြီးရဲ့ဘေးမှာရက်နေတာပဲအမကြီးရှောက်မပြောပါနဲ့မနှင်းစီရဲ့လက်ညှိုးထိုးပြီးပြောလိုက်တဲ့စကားကြောင့်သူတို့အားလုံးမှင်တက်သွားပါတယ်ဒါနောက်ပြောင်စရာမဟုတ်ဘူးညီမလေးရဲ့အမကိုစိတ်မကောင်းအောင်မပြောပါနဲ့ကွယ်ကျမတကယ်ပြောတာအမရဲ့ကလေးကအနှွေးအညီအနီအောင်နဲ့ဘောင်းမီရှည်အကွက်လေးနဲ့ရက်နေတာပဲဟာအဲ့ဒီအမျိုးသမီးကပါဇက်အဟောင်းသားမျက်လုံးအပြူသားနဲ့သူ့မကိုစူးစိုက်ကြည့်နေပါတယ်ဒါကျမသားလေးဆုံးတဲ့ညကဝတ်ထားတဲ့ဝတ်စုံပဲဒါဆိုရင်တကယ်ပဲအနားမှာရှိနေတာပေါ့သားလေးဒေါ်မြပွင့်နဲ့ဒေါ်မြခတ်တို့ကကလေးအမေနဲ့မနှင်းစီကိုတလဲစီကြည့်ရင်ဘာပြောရမှန်းမသိအောင်ဖြစ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲစေးထဲခန်းကလူနာထွက်လာတဲ့အတွက်အခန်းထဲကိုဝင်သွားကြပါတယ်။စေးထဲတဲ့ဆရာကမနှင်းစီရဲ့ခေါင်းကဒဏ်ရာကိုကြည့်ရင်ပြောတယ်။အနာကကြက်တော့မှာပါ။စေးကတော့ပုံမှန်တောက်ပေးရမယ်။တပတ်ခါဆိုရင်ချုပ်ရိုးဖြီလို့ရပါပြီ။ဆရာကသာအနာကြက်တော့မယ်ပြောတာအနာကအတွင်းထဲကနေနာနေတော့မယ်ရှင်။ညဘက်ဆိုရင်အိတ်လို့တော့မရဘူးလေ။အော်ဒါကတော့ညီမရဲ့ခေါင်းကိုအစိမ့်ချုပ်ထားရတော့ဒီလောက်တော့နာကျင်နေမှာပေါ့ဘာမှမပူနဲ့ပျောက်တော့မှာပါပီ20ပတ်လဲဝါအိမ်လေးတစ်လုံးအိမ်လေးတွေကပြန့်လွင့်လာတဲ့အမွှေးတန်ရတန်းမွှေးရီကြောင့်မနှင်းစီရဲ့ခေါင်းထဲမှာမူးနောက်တလို့ခံစားလိုက်ရပါတယ်ဝါအိမ်လေးရဲ့အပေါ်ကိုတက်လိုက်တော့အိမ်ထဲမလိုက်အောင်ကြီးမာတဲ့ဖျားကန်းကြီးကိုတွေးလိုက်ရတယ်ဖျားစင်ရဲ့ရှိတင်ပြူးပြပေါ်မှာတော့ရှမ်းတိုက်ပုံအနွမ်းလေးဝတ်ထားတဲ့အဖိုးတို့တူအဲ့ဒီအဖိုးကိုကြည့်ရင်းနဲ့ဘာကြောင့်မှမသိပဲမနှင်းစီရဲ့စိတ်ထဲမှာကြောက်စိတ်ဝင်သွားမိတယ်။အဲ့ဒါကြောင့်ဒေါ်မြပွင့်ရဲ့လက်ကိုဖတ်တွင်ထားလိုက်ရပါတယ်။ထိုင်ကြကွယ်ထိုင်ကြဘလူဒုက္ခတွေများကြုံဆုံခဲ့ကြတယ်လေကွယ်။အဖိုးကအဲ့ဒီလိုမေးရင်းနဲ့မနှင်းစီကိုကြည့်နေပါတယ်။အဖိုးရဲ့မျက်နှာကအေးချမ်းသလောက်မျက်လုံးတွေကတော့ဆူးရှလွန်းတယ်လို့မနှင်းစီတယောက်ခံစားလိုက်ရတယ်။အော်ဧည့်သည်က4ယောက်တော်မှလား။ကဲတင့်တော်တဲ့နေရာမှာထိုင်ကြပါ။အဖိုးရဲ့စကားကြောင့်ဒေါ်မြပွင့်တို့ညီမတွေရှင်ကနေပဲရေရွတ်လိုက်မိပါတယ်။လာမဲ့လာတော့လဲအမျိုးသမီးကြီးပဲ4ယောက်ပါလား။3ယောက်ကတော့တနေရာတွေကပါပဲ။ကြံ1ယောက်ကတော့အဖိုးကအဲ့လိုတဝက်တစ်ပြက်ပြောပြီးတော့ဒီဘက်ခင်မှာရှားပါသွားပြီဖြစ်တဲ့တစ်သားစီးတန်ကြီးကိုဖွာရှိုက်လိုက်ပါတယ်။ဒေါ်မြခတ်တို့ကသူတို့ရဲ့ဘေဘီဝဲရကိုမျက်လုံးဝိတ်ကြည့်ရင်းနဲ့ပြန်ဖြေပါတယ်။ဟုတ်ပါတယ်ဗျာရဲ့ကျမတို့3ယောက်ကတိမ်နေနေတဲ့သူတွေပါ။ဒါပေမဲ့ကြံတယောက်ဆိုတာကစောစီဘူတာယထာတန်လန်းကအစိမ်းမာကွဟင်အစိမ်းမာဟုတ်လားဗျဟုတ်ပါတယ်ကဲကလေးမလေးရှေ့ကိုတိုးခဲ့မနှင်းစီကိုလက်ညှိုးထိုးပြီးပြောလိုက်တာကြောင့်မနှင်းစီလည်းကြောက်ရွံ့စွာနဲ့ပဲရှေ့ကိုတိုးလိုက်ရတယ်ပြီးတာနဲ့အဖိုးကလက်အုပ်ချီခိုင်းပြီးဖះကိုလည်းအာယုံပြူခိုင်းလိုက်တယ်ကဲတန်လန်းပေါ်ကအစိမ်းမာဘာကြောင့်ဒီကလေးမကိုပူးကြည့်ခွာကြည့်လုံနေရသလဲကျုပ်ကိုမလိမ်မညာပြောစမ်းမနှင်းစီရဲ့လက်ဖြားတွေအေးဆက်ပြီးတော့တဆက်ဆက်တုံးလာပါတယ်အတန်ကြာတဲ့အထိလည်းငြိမ်သက်နေတယ်ကျုပ်မင်းနေတာဖြေလေကျုပ်ကမေတ္တာသမားပါတင့်ရနေနဲ့ဘာမှထိတ်လန့်စရာမလိုပါဘူးဘာကြောင့်ပူးကတ်နေရသလဲတင်ဘာလို့ရှိလို့လဲဖြေပါ
မနှင်းစီရဲ့နှကန်းအစုံတဖြည်းဖြည်းနဲ့လှုပ်ရှားလာပါတယ်ဟုတ်တယ်ငါကအစိမ့်မစောစီတန်လန်းပေါ်ကအစိမ့်မပဲလွန်ခဲ့တဲ့နှစ်တည်းအကြာကြီးကလေးကယထာကြီးခံခဲ့ရလို့ငါခေါင်းပြက်ပြီးတော့တေခဲ့တယ်ဒီကလေးမကငါနေရငါပိုင်နဲ့မှာငါခေါင်းပေါ်ကိုတေးပေါက်ချတယ်အဲ့ဒါကိုမကြည့်နဲ့လို့သူ့နောက်ကိုလိုက်ခဲ့တာငါ့ကိုမတောင်းပန်တဲ့၍လုံးဝမကြည့်နဲ့ဘူးငါအတွက်နေစရာစားစရာမရှိဘူးငါအတွက်ဓာရီကိုလုတ်ပြီးမှကြည်နေမယ်ကောင်းပြီအစိမ့်မနင့်နေရာမှာကာယကံရှင်ကိုယ်တိုင်လာပြီးတော့တောင်းပန်ပေးမယ်နင့်အတွက်လည်းကောင်းမှုကုသိုလ်ပြုပေးမယ်ဒါဆိုရင်နင်ကြည်နဲ့တော့အခုအချိန်ကစပြီးဒီကလေးမကိုနောက်နောင်ဘယ်တော့မှမနှောက်ယှက်ရဘူးဂရီပေးပါငါဆရာရဲ့ဂရီလည်းတီစီရမယ်မနှင်းစီရဲ့ကိုခန္ဓာလည်းရိမ့်ထိုးသွားပါတယ်ငါလက်ခံတယ်အော်ရှာရှာအတန်ကြီးအဆုံးမှာတော့မနှင်းစီတယောက်ဘေးကိုပျော့ခွေပြီးတော့ကျသွားရှာတယ်ဝပြားဆရာကြီးဦးဆိုင်ကကြီးဦးတွေကရေစင်နဲ့မနှင်းစီရဲ့ကိုယ်ပေါ်ကိုပတ်ဖြန်းပေးလိုက်ပါတယ်နှင်းစီတူမလေးဒေါ်မြပွင့်ကသူမရဲ့ကိုယ်ကိုပွေ့ထူရင်းနဲ့တတိုးတိုခေါ်လိုက်ပါတယ်ညှဉ်းညူတန်းတဲ့အတူမနှင်းစီကမျက်လုံးတွေပွင့်လာပြီးအဖိုးကိုဥချကြောလိုက်တယ်အဖိုးကအနီရောင်လက်ဖွဲ့ကျူကိုမနှင်းစီရဲ့လက်မှာခြိပေးလိုက်တယ်ကဲအခုချိန်ကစပြီးတော့ကလေးမကိုဘာမကောင်းတာမှကတ်လို့မရတော့ဘူးဟောဒီလက်ဖွဲ့ကျိုးကိုအမြဲဝတ်ထားပါအကြောင်းကြောင့်ပျောက်ရှခဲ့ရလဲကျုပ်စီကိုချက်ချင်းပဲပြန်လာခဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ပညာစွမ်းကတော့အမခန့်ပါပဲရှင်ကျမတူမလေးကပွဲရက်တုန်းကတန်လန်းဘက်မှာအပေါ်သွားရင်းကနေလဲကျလို့ခေါင်းကွဲခဲ့ရပါတယ်အဲ့ဒီအချိန်ကလေးကညဘက်ဆိုရင်သူလုံးဝမအိပ်ဖက်နဲ့တကောင်အချိန်ကိုရောက်တာနဲ့အပြင်ကိုထွက်ချင်နေခဲ့တယ်တနေ့ကလည်းညတကောင်အချိန်ကြီးကားမောင်းထွက်သွားတာမိဘုံကွင်းတွေကသူကောင်းကွဲတဲ့နေရာမှာပဲပြန်ရှာတွေ့ခဲ့ပါတယ်အခုလိုကူညီပေးတဲ့အတွက်ဆရာကြီးကိုဘယ်တော့မှမမေ့ပါဘူးရှင်ဆရာကြီးခုနကဂရီးပြုတ်လိုက်တဲ့အတိုင်းလဲကျမတို့ကအဲ့ဒီနေရာကိုသွားပြီးတောင်းပန်ပေးပါမယ်ဒေါ်မြပွင့်ရဲ့စကားဆုံးတဲ့အခါမှာတော့မနှင်းစီကဝင်ပြောပါတယ်ဟုတ်ပါတယ်ဆရာကြီးမိဘုံပြန်ပွဲကင်းထဲမှာခေါင်းကွဲပြီးကလေးကကျမရဲ့အနာမှာမိမတယောက်ရှိနေလို့ခံစားခဲ့ရတယ်ခြေလေးချောင်းကိုမစားတဲ့ကျမအသားတွေပဲစားကျင်စိတ်ဖြစ်ခဲ့ရတယ်ညဆိုရင်လည်း12နာရီထိုးတာနဲ့စိတ်ကအပြင်ကိုပဲထွက်ချင်ခဲ့မိတယ်ဆရာကြီးကမကူညီခဲ့ရင်ကျမတော့ဘယ်အချိန်ထိမကောင်းဆိုးဝါးကတ်တာခံနေရမလဲမသိပါဘူးဆရာကြီးရဲ့တိတ်ကိုကျေးဇူးတင်ပါတယ်နောက်နောင်ကိုလည်းအနေထိုင်သွားလာဆင်ခြင်ဖို့ဆုံးဖြတ်လိုက်မိပါတယ်ရှင်ဝပြားဆရာကြီးရဲ့အိမ်ကအပြန်လမ်းမှာတော့မနှင်းစီရဲ့တကူလုံးပေါ်ပါလန်းဆန်းတယ်လို့ခံစားနေရပါတယ်အချိန်ကတော့နေဝင်ကြီးတရောအချိန်ကာလတောင်ကြီးမြို့ရဲ့ဆောင်းကလူရာထက်ကိုပို့ပြီးတော့အေးလွန်းနေပါတယ်မိဘုံပြန်ကွင်းရဲ့တနေရာမှာရှိတဲ့ကားပါကင်နေရာကုန်းမြင့်ဖြစ်တယ်လို့အလေးကျပင်တချို့နဲ့ယထာတန်လန်းပဲရှိပါတယ်ပရူပေါကားအဖြူလေးကအဲ့ဒီကုန်းမြင့်ထက်ကိုမောင်းတက်သွားတယ်တန်လန်းနဲ့အနီးဆုံးနေရာမှာကားလေးကရပ်တက်လိုက်ရင်ဒေါ်မြပွင့်နဲ့မနှင်းစီတို့ကားပေါ်ကနေဆင်းလိုက်ကြတယ်လူသူကင်းမဲ့တဲ့နေရာဖြစ်တာကြောင့်ပတ်ဝန်းကျင်ကစိတ်ချောက်ချပွဲကောင်းလောက်အောင်ခြောက်ကပ်ပြီးတော့တိတ်ဆိတ်လွန်းနေတယ်မနှင်းစီကရေခွက်တစ်ခွက်ကိုကိုင်ရင်တန်လန်းရဲ့တနေရာစီကိုရှောက်သွားတယ်အဲ့ဒီနေရာကသူ့မခေါင်းကွဲခဲ့တဲ့နေရာပါတန်လန်းကိုတေချာငုံကြည့်ပြီးတော့ခြောက်ကပ်နေတဲ့သွေးခွက်တချို့ကိုတွေ့ရတယ်ဒီနေရာကခေါင်းကသွေးတွေကြံခဲ့တဲ့နေရာပါပဲမနှင်းစီကအဲ့ဒီသွေးခွက်နေရာကိုရေလောင်းချရင်ရေရွတ်လိုက်တယ်ဒီနေရာမှာရှိတဲ့ပရလောကသားတွေကိုကျမလာပြီးတော့တောင်းပန်တာပါအမားတွေလုပ်ခဲ့လို့ရှိရင်လည်းမရည်ရွယ်ပဲဖြစ်သွားခဲ့တာမို့ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်အဲ့ဒီအချိန်မှာပဲဒေါ်မြပွင့်ကဖက်နဲ့ထုတ်ထားတဲ့ထမင်းတုပ်ကိုယူလာပေးပါတယ်ဒီမှာရှိတဲ့ပရလောကသားတွေကိုကျမပြုခဲ့တဲ့ကောင်းမှုကုသိုလ်အလုံးအမျှပေးဝေပါတယ်မြင်အပ်မမြင်အပ်ပရလောကသားအလုံးကိုမြေစာပစ်ကျွေးပါတယ်မနှင်းစီကထမင်းတုပ်ကိုကန်ပြီးအဲ့လိုရည်ရွတ်ပြီးတော့တန်လန်းပေါ်ကိုကြော်ခိုင်းရင်နောက်ပြန်ပစ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဒေါ်မြပွင့်နဲ့မနှင်းစီတို့တန်လန်းဘက်ကိုပြန်မကြည့်ဘဲနဲ့ကားရှိရာကိုတရွေ့ရွေ့ပဲရှောက်သွားကြတယ်ကားပေါ်ရောက်တာနဲ့ဦးလေးဖြစ်သူဦးသက်မောင်ကပြောပါတော့တယ်ကဲခေါင်းကွဲလို့တွေးကြတဲ့နေရာမှာရေလဲလောင်းပြီးမြေစာလဲကျွေးပြီးအခုအချိန်ကစပြီးတော့နင်စိတ်ရေးလက်ရေးနေပြီးတော့မနှက်ဖြန်ဆိုရင်အနာလဲချုပ်ရိုးဖြီလို့ရပြီလေဒေါ်မြပွင့်ကမနှင်းစီရဲ့လက်ကိုစုပ်ကန်ပြီးတော့ပြောပါတယ်အသွားမတော်တလန်းဆိုတာယုံပြီလားနှင်းစီရဲ့ကိုကသွားရင်လာရင်အပေါ့အလေးသွားကျင်တယ်ဆိုရင်အဲ့ဒီနေရာကဆိုင်ရာပိုင်ရာတွေကိုရည်ရွယ်ပြီးတော့ကြောလို့ပြောရတယ်နေရာတိုင်းမှာကိုယ့်ရဲ့မျက်စိနဲ့မမြင်မတွေ့နိုင်တဲ့ပရလောကသားတွေရှိနေတတ်တယ်ကွနောက်နောင်ကိုသတိထားရမယ်နော်နှင်းစီဒေါ်မြပွင့်ကအဲ့ဒီလိုပြောလိုက်တော့မနှင်းစီကလည်းခေါင်းငိမ်ပြုံးရင်နဲ့ပြန်ပြောပါတယ်ဟုတ်ကဲ့ပါကြီးရဲ့နှင်းစီလည်းနောက်ဆိုရင်ဆင်ခြင်ပါမယ်အဲ့ဒီနောက်မှာတော့မနှင်းစီတို့ကားလေးကမီးပုံလွတ်တဲ့ကွင်းကြီးတွေကနေတွရွရွထွက်ခွာသွားပါတယ်
အဲ့ဒီအချိန်တန်လန်းရှိရာကုန်းမြင့်လေးထပ်မှာတော့ဆောင်းလီတွေကတဝိဝိတိုက်ခတ်နေတယ်။ယထာတန်လန်းပေါ်မှာထမင်းတုပ်လေးကတိုက်ခတ်နေတဲ့လေနဲ့အတူလှုပ်ရမ်းသွားတယ်။ထမင်းတုပ်ကိုခြိထားတဲ့နှီးကျူးကပြည်သွားပြီးတော့ထမင်းတုပ်ကြီးကပွင့်ထွက်သွားပါတယ်။ထမင်းနဲ့ဝတ်သားစီပြန်ဟင်းလူ6ယောက်စာလောက်ရှိပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီနေရာတစ်ခုလုံးလေတိုးတန်အခြေကြီးနဲ့အတူမကောင်းဆိုးဝါးရေတန်တွေလိုအတန်တွေပါပဲ့တင်ထက်သွားပါတယ်။2 မိနစ်လောက်ကြာတဲ့အခါမှာတော့လေငိမ်သွားသလိုပဲ့တင်တန်တွေလည်းပျောက်ဆုံးသွားတယ်။ယထာတန်လန်းထပ်မှာတော့ထမင်းတုပ်ထုတ်ထားတဲ့ဖက်ရွက်လေးကအထီးကျန်စွာကြန့်ရှိနေခဲ့ပါတော့တယ်အစိမ့်သေးရဲမှဆိုတဲ့ပရာလောကဇာလန်လေးကတော့ဒီမှာနေပဲပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇာလန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လှလှမကြပါစေခင်ဗျာ